မင်္ဂလာပါရှင်ဒီနေ့တော့ထူးခြားတဲ့သတင်းတွေဖြစ်တဲ့လာရှိုးကចောင်းသူလေးများကလင်းလူဘတ်တယောက်ကိုဝိုင်းရိုက်တဲ့ကိစ္စတရုတ်တွေကလားတွေရဲ့နီးမျိုးစုံနဲ့မှတ်ပုံတင်ကပ်ပြားတွေရနိုင်မှုကိုဖြည့်ရှင်းတော့မဲ့လာဝကရဲ့လုပ်ငန်းစဉ်ရန်ကုန်မှာဆရာဝန်ကြီးတွေကမြို့နယ်တွေမှာဆင်းပြီးဆေးကုပေးမဲ့အစီအစဉ်မူရည်ရာစာချင်းတိုင်းရင်းသားတယောက်ကိုအိန္ဒိယမှာဖမ်းမိလိုက်တဲ့ကိစ္စချင်း PDF များကိုနာဂလက်နက်ကင်များကဖမ်းဆီးလိုက်တဲ့ကိစ္စစတဲ့တရက်အတွင်းဖြစ်လာတဲ့မြန်မာသတင်းများကိုကိုကျော်မျိုးမင်းကသုံးသပ်တင်ပြထားပါတယ်အတူတူလိုက်ကြည့်လိုက်ကြရအောင်လားရှင်ဆိုတော့ဒီနေ့ကတော့ပထမဆုံးပြောရမှာကဒီငလျင်ကိစ္စပဲစမလို့ဖြစ်နေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မနေ့အိယာနိုးရနဲ့စကြားတဲ့ကိစ္စကငလျင်လှုပ်တယ်ဆိုတဲ့သတင်းကြားတယ်ငလျင်ကဘာမှလှုပ်သွားလဲဆိုတော့ရန်ကုန်ကြောက်တန်းဘက်ကိုဗဟိုပြုပြီးတော့လှုပ်ပါတယ်နောက်ပြီးတော့ဂန်ကောဘက်မှာတစ်ခါလှုပ်ပါတယ်နောက်ကျွန်တော်တို့အိန္ဒိယတရုတ်မှာလှုပ်ပါတယ်ဘန်ကောက်ထိုင်းနိုင်ငံဘက်မှာလည်းနည်းနည်းလေးတိတာတဲ့လှုပ်ခတ်မှုတွေခံစားရပါတယ်ဆိုတော့ငလျင်ကတော့လှုပ်သွားတယ်ဗျလှုပ်သွားတော့ 5.2 magnitude လို့လည်းဖော်ပြထားတယ်ပေါ့နော်ဆိုတော့ငလျင်လှုပ်သွားတဲ့အတွက်ကြောက်ရန်ကုန်ကမြို့တွေတော်တော်များသိရတယ်ပေါ့နော်မတော်ဘုံတာကေတာတို့နောက်တစ်ခါဒီမြို့တွေပေါ့ downtown area တို့နောက်စသဖြင့်ပေါ့ဗျမြို့တွေတောင်ဝင်းမင်္ဂလာတောင်ညွန့်အစရှိတဲ့နေရာသီးသီးပေါ့ဗျရန်ကုန်ရဲ့ဘယ်လိုခေါ်မလဲရန်ကုန်ရဲ့ဒီ downtown area နဲ့ဆက်ဆက်တဲ့နေရာတော်များသိကြပါတယ်အဲ့တော့တခြားနေရာတွေလည်းငလင်ရဲ့ဒီလှုပ်ခတ်မှုကို side effect ကိုခံစားကြရပါတယ်။ငလင်လှုပ်တဲ့အတွက်ရန်ကုန်မြို့ကလူတွေဆိုလို့ရှိရင်ထပ်မြစ်တွေမှာနေတဲ့လူဆိုထပ်မြစ်တိုက်ပေါ်နေဆင်းပြေးကြတယ်ရှိပါတယ်။တချို့အိပ်ပျော်နေလို့တိတောင်မသိရတဲ့လူတွေရှိပါတယ်နော်တိတောင်မသိရတဲ့လူတွေရှိပါတယ်။အဲ့တော့ပြောရရင်တော့ကျွန်တော်လေးငလင်ကဘယ်လောက်ကြီးလဲမကြီးလဲတော့ကျွန်တော်တို့မသိပါဘူး။ဘယ်လောက်ကြီးလဲမကြီးလဲမသိဘူးငလင်လှုပ်တဲ့ဒါအကုန်ရိုးလို့ဖြစ်သွားကြပါတော့ရန်ကုန်မြို့မှာ shopping center တွေမှာရှိနေလူဆိုလဲစင်တာတွေအောက်ကိုဆင်းပြေးမြေကြီးတောက်ကိုဆင်းသွားအဲဒါစသဖြင့်ဗျာလူတွေကဒီငလျင်ဆိုတဲ့အားနဲ့ကြားနေအကုန်လုံးကထိတ်လက်တကြားဖြစ်ကြတာပေါ့နော်ငလျင်လည်း 5.2 ဆိုတော့ 5.2 5.3 အပတ်လိုက်လဲဆိုတော့စိုးရင်ကြတာပေါ့စိုးရင်ကြတယ်လို့မပါဘူးဆိုတော့ကျွန်တော်နိုင်ငံမှာလှုပ်ခတ်တဲ့ငလျင်မျိုးထိုင်းတရုတ်မှာလှုပ်ခတ်တယ်တရုတ်မှာလည်း 5.2 လှုပ်ပါတယ်လှုပ်တော့တရုတ်မှာလှုပ်တာတော့အားလုံးသိကြပါလိမ့်မယ်သေဆုံးမှုတွေရှိခဲ့ပါလူသေဆုံးမှုရှိတယ်လူ2ယောက်တော့လောက်သေတယ်လူ9000 6000 5000လောက်လူ sorry 5 6 9လောက်ကိုနေရာရွှေ့ပြောင်းမှုတွေကြီးကျယ်ထောင်ကနန်းပိုင်းပေါ့ရွှေ့ပြောင်းမှုတွေကြီးကျယ်လုပ်ပေးလိုက်ရတယ်ရေးပေါ့နော်ဆိုတော့လုပ်ပေးလိုက်ရတယ်သိရတယ်ဆိုတော့လှုပ်ခတ်မှုချင်း 5.2 ချင်းတူပေမဲ့တရုတ်မှာကျတော့ထိတယ်လူသေးတယ်မြန်မာကျတော့မထိခိုက်ဘူးမသေးဘူးပေါ့ဒီလိုပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီငလျင်နဲ့ပတ်သက်ရင်ကျွန်တော်နိုင်ငံမှာလည်းပြောသတိကြီးထားရမယ်ဆိုတော့ပြောပြီးသားပေါ့နော်ရန်ကုန်ကငလျင်နဲ့ပတ်သက်လို့ကြီးကြီးမားဒီနှစ်ပိုင်းတွေဒီနှစ်3-4တွေမှာကြီးကြီးမားငလျင်တာမခံစားရသေးဘူးရန်ကုန်ကဒါပေမဲ့ကျွန်တော်တို့မန္တလေးကခံစားပြီးသွားပြီပေါ့မန္တလေးကခံစားပြီးသွားပြီမနေ့ကခံခဲ့ရပြီးပြီမန္တလေးကနေပြည်တော်လည်းခံခဲ့ရပြီးပြီအင်းဝsorry စကိုင်းနဲ့အင်းဝအဲ့ဘက်ချိုင်းလည်းခံခဲ့ရပြီးပြီကြီးကြီးမားရိုက်ခတ်မှုတွေခံခဲ့ရတယ်အဲ့တော့မန္တလေးသားတွေဆိုလို့ရှိရင်ငလျင်ကြောင်းကြားရင်အခုချိန်ထိအရေးတစီလိုပဲနော်6နေလုံးပဲအဲ့လိုဖြစ်နေတော့စိတ်ကစိုးရင်ကြောက်မှုတွေနဲ့ရှိနေစေပဲတချို့တွေအခုချိန်ထိဘဝတွေပြန်လည်မထူနိုင်သေးဘူးတစ်နှစ်ရှိလာပြီတစ်နှစ်ကျော်ခဲ့ပြီပေါ့နော်ဆိုတော့ဒါလေးတွေငလင်းရလဲတော်တော်ဟောဖြစ်ပါတယ်မနေ့ကလောက်ခတ်မှုကြီးခဲ့ပါတယ်ရိုက်ခတ်မှုကြီးခဲ့ပါတယ်နေပြည်တော်မှာဆိုလဲအစာအုပ်တွေပြိုကျပျက်စီးအစိုးရဝန်ထမ်းတွေဆိုရင်နေစရာအိမ်မရှိဘဝဖြစ်ကုန်တယ်အခုချိန်ထိတောင်တချို့တွေပြောရရင်တော့တချို့တွေတိုက်တန်းရဖို့ပြန်မတက်နိုင်သေးတဲ့ဝန်ထမ်းတွေအများကြီးကျန်နေပါသေးတယ်အခုချိန်ထိနိုင်ငံဝန်ထမ်းတွေပေါ့နော်နိုင်ငံဝန်ထမ်းချို့တန်းရတွေပေါ်မတက်နိုင်သေးဘူးသူတို့ရဲ့ရင်တော့ဆိုနိုင်ငံဝန်ထမ်းတွေအတွက်အိမ်ယာတွေပြစ်ထတာဘူးအဲ့ဒီအိမ်ယာတွေပြိုကျပျက်စီးသွားတဲ့အခါတစ်နှစ်ကြာတဲ့အထိတောင်တချို့ဝန်ထမ်းတွေမတက်ရသေးဘူးတချို့ဝန်ထမ်းတွေအခုချိန်ထိဝန်ကြီးဌာနရဲ့လွတ်လပ်တဲ့မြေကွက်လေးမှာဘန်ဂလိုလေးတွေဟွာလေးတွေပေါ့နော်ဒီကွန်တိန်နာဘောက်စ်လေးတွေနဲ့အခုချိန်ကြီးနေရတဲ့ဝန်ထမ်းတွေတော့ရှိနေသေးပါဒါကြောင့်မလို့ငလျင်ရဲ့စက်ရောက်ဆိုးကျိုးကြီးရန်ကုန်မန္တလေးနေပြီးတော့အစားရှိနေရတနိုင်ငံတနက်တလျားမှာစိုးရိမ်တော့ကိုင်းနဲ့ရှိနေကြသေးပဲဖြစ်ပါတယ်ဆိုတော့ရန်ကုန်ဒီငလျင်နဲ့ပတ်သက်တော့ရန်ကုန်ငလျင်ကသတိကြီးထားရမယ်ဆိုတာအားလုံးကပြောပြီးသားပေါ့နော်ဒီငလျင်ကလည်းကျွန်တော်တို့စကိုင်းပြည့်ကျော်ကြီးကမြန်မာနိုင်ငံအလဲကောင်းတွေဖြတ်ပြီးတော့ဆင်းချလာတာအားလုံးသိပြီးသားပါမြန်မာနိုင်ငံအလဲကောင်းတဲ့ဖြတ်ပြီးဆင်းချလာပြီးရန်ကုန်အထိရန်ကုန်ဆင်းပြီးတော့ပယ်လေတဲ့ကိုဆင်းသွားတာပေါ့နော်ဆိုတော့စဉ်းစားဆိုတော့ရန်ကုန်ပတ်လေတဝိုက်ကတော့ဒါငလင်းနဲ့ပတ်သက်ရင်စိုးရိမ်တကြီးအမြဲတမ်းပြောဆိုနေကြတဲ့အရာတခုဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ရန်ကုန်သားမှာပတ်လေမှာငလင်းကြောတွေရှိသလားဆိုတော့ငလင်းကြောတွေရှိတယ်ရန်ကုန်သားပတ်လေမှာငလင်းကြောတွေတော်တော်ရှိတယ်လို့သိရတယ်ဒီခုနစကိုင်းပြည့်ကြောကြီးအပြင်နော်ဒီရန်ကုန်ကပဲခူးနဲ့လည်းနီးတဲ့အတွက်ပဲခူးရုံမှာအနောက်ဘက်မှာငလင်းကြောတစ်ခုရှိတယ်နောက်တစ်ခါဒီမုဒ္ဓမပင်လေအောက်မှာငလင်းကြောတစ်ခုရှိတယ်ကျွန်တော်တို့ရန်ကုန်အပေါ်မှာတိုက်ကြီးဆိုရှိတယ်တိုက်ကြီးဘက်မှာလည်းငလင်းကြောတစ်ခုရှိတယ်နောက်ဒီဒရဲဘက်ကမြို့ဝကျုံပေါ်ဒေသရင်ငလင်းပြည့်ကြောလည်းရှိတယ်အဲ့ဒီငလျင်ပြည့်ကျော်3-4ခုရဲ့ကြားမှာရန်ကုန်ကညက်နေတာပေါ့နော်ပြီးတော့ကံကောင်းတာတော့ရန်ကုန်ကတခါမှကြီးကြီးမားတက်ရောက်ဆိုးကျိုးမှုတွေကြီးကြီးမားကျွန်တော်တက်တဲ့တစ်လျှောက်တော့မကြုံရဘူးသေးဘူးပေါ့နော်ဆိုတော့ရန်ကုန်လူတွေကတော့ကံကောင်းနေဆဲပဲပေါ့နော်ကံကောင်းနေဆဲပဲ
ဒါပေမဲ့ပြဿနာရန်ကုန်ကလည်းသတိကြီးထားမယ်ထဲမှာပါတယ်လို့အချမ်းမြင်ကြားရတယ်ငလင်ကျော်ရဲ့ဓာတ်ရိုက်မကြပြီမဲ့ तू ကအဖျားခံနေတဲ့နေရာတွေမှာရန်ကုန်ကရှိနေတာ तू တွေ့ရတယ်ပေါ့နော်ဆိုတော့သတိထားမယ်အခုလိုငလင်အသေးလေးတွေခဏလှုပ်ခတ်ပြနေတာအကြောင်းရင်းကတော့ဒါအကြီးကြီးလာနိုင်ချေရှိရဆိုအချက်ပေါ့နော်နောက်တစ်ခုကရန်ကုန်ကလူ9တန်းကျော်နေထိုင်တဲ့အခါကျတော့အဲ့ဒီရန်ကုန်ကနေလူ9တန်းကျော်နေရန်ကုန်လူထုကနေတာဘာရင်းနေကြတော့တိုက်တွေပေါ့နော်အထက်မြင့်တိုက်တွေနဲ့နေကြတယ်ကိုပိုင်လုံးချင်းအိမ်တွေနေတယ်ကွန်ဒိုတွေနဲ့နေတယ်ပေါ့နော်စသဖြင့်ပေါ့ဟိုမျိုးစုံရှိကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီမှာစိုးရိမ်စရာအကောင်းဆုံးကတော့ဒီနောက်ပိုင်းပေါ်လာတဲ့ဒီ2000ပြည့်2000လို့ခေါ်မလဲကျွန်တော်တို့2010နောက်ပိုင်းပေါ်လာတဲ့အထက်မြင့်တိုက်တွေကတော့သူတို့ကတော့ဒီအဲ့ဒီမှာငလျင်နဲ့ပတ်သက်ပြီးနည်းနည်းပါနားလည်နေဖြစ်လို့ငလျင်နဲ့ပတ်သက်ပြီးတော့ထည့်သွင်းတွက်ချက်တိဆောက်ကြလေရှိတယ်ပေါ့နော်ယာယီတို့တစ်ခုပေါ့မဂနီကျူဘလောက်ထိတတ်မှတ်တစ်ခုထိပေါ့အဲ့ဒီနောက်ပိုင်းက2020နောက်ပိုင်းပေါ်တဲ့ကွန်ထရိုဟိုထမ်းမြင့်တိုက်တွေဆိုလဲပို့ပြီးတော့သတိထားလာတယ်အဲ့ဒီမှာတဖြည်းဖြည်းနဲ့လွန်ခဲ့တဲ့1990လောက်ကစောက်ခဲ့တဲ့တိုက်တွေ1980 90 2000အဲ့ပြည့်လောက်ထိဆယ်စုနှစ်3ခုစာအတွင်းမှာစောက်ခဲ့တဲ့တိုက်တွေကြတော့နည်းနည်းလေးပြဿနာရှိတယ်ရန်ကုန်မြို့ရဲ့နေရာတော်များ flat တွေပေါ့နော်ဟိုတိုက်ခန်းတွေရှိတယ်တိုက်ခန်းတွေကတော့ quality မမီတာတွေရှိတယ်နောက်ဒီဘယ်လဲဆိုအုတ်တဲကြောက်ဘီလက်မြေပေါ့သုံးဆွဲမှုတွေမှာလည်း quality ရော့တာတွေရှိတယ်ပေါ့တန်အဆပေါ့နော်သုံးတာရော့တာတွေရှိတော့ဒီငလျင်ဖြစ်ရင်ကျွန်တော်တို့ပြိုကျနိုင်သလားဆိုပြိုကျနိုင်တဲ့ထဲမှာပါတယ်ထိခိုက်တာအကွဲကြောင့်လည်းဖြစ်တယ်ပြိုကျတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ပြီးတော့ရန်ကုန်ကတိုက်တွေလည်းအထက်မြင့်တိုက်တွေရက်ွက်တွေထဲမှာဆိုပေါ်တယ်အထက်မြင့်တိုက်တွေရက်ွက်တွေထဲမှာ contract တွေကအလျိုရှိုပေါ်လာပြီးတဲ့နောက်မှာအထက်မြင့်တိုက်လေးတွေကအများကြီးပေါ်တဲ့ခါကျတော့အဲ့ဒီပေါ်တဲ့တိုက်တွေအကုန်လုံးကလည်းဒီအဲ့ဒီတော့ contract တွေကအမြတ်ဆုံးယာကြီးကိုဦးစားပေးပြီးစောက်ခဲ့ကြတော့အခါကျတော့ဒီငလျင်တန်းကိုခံနိုင်ပါမလားလို့မင်းသိကြတယ်ငလျင်တန်းတွက်ချက်တိစောက်ထားခြင်းရှိတဲ့ပုံမရကြဘူးအဲ့တော့ရန်ကုန်နေလူထုအတွက်ကတော့တကယ်သာငလျင်ကြီးမားလှုပ်ခဲ့ရင်စိုးရိမ်စရာရှိပါတယ်ဒါကြောင့်မလို့ပို့ရင်ပြောရင်တော့ကိုနေတဲ့တိုက်ခန်းအိမ်အဲ့ဒါကိုပြန်ဆန်းစစ်ကြဖို့လိုတာပေါ့ဗျာကိုနေတဲ့တိုက်ခန်းအိမ်ဟာတက်တန်းဘယ်လောက်ရှိပြီလဲနောက်တစ်ခါဒီတိဆောက်ဆင်ရကြက်ခိုင်မှုဘယ်လိုတွက်ချက်ခဲ့တယ်လဲဘယ်နှခုနှစ်ကတွက်ခဲ့တယ်လဲဒါတွေတွက်ချက်ဖို့လိုတာပေါ့ခုတော့အဲ့တွက်ချက်ပြီးတော့မှနောက်ပိုင်းကိုဝယ်တော့မယ်အိမ်ဝယ်မယ်မြေဝယ်မယ်တခုခုလုပ်တော့မယ်အထမ်းမြင့်ကဝယ်တော့မယ်ဆိုရင်ဒါလေးလက်ထက်တွက်ပြီးမှဝယ်ကြပါဘာလို့ဆိုတော့ပတ်စံပြန်ရှာလို့ရပါတယ်ဒါပေမဲ့လူအသက်တွေဆုံးရှုံးသွားရင်ကျွန်တော်တို့ကပြန်အစားဝယ်လို့မရအောင်ဒါကြောင့်မလို့ဖြစ်နိုင်ရင်တော့ဒီနောက်ပိုင်းမှာသတိထားဖို့လိုပါတယ်ပြီးတော့ရန်ကုန်မြို့တွေကတိုက်တွေပါညာတွေကိုသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေကလည်းဟိုအလုပ်တွေမအားကြဘူးဗျဝန်ကြီးဌာနဆိုင်ရာဝန်ထမ်းတွေဆိုတာလည်းအလုပ်တွေမအားကြဘူးတို့တော့အရန်ပင်ပန်းတာအရန်ကိုအလုပ်တွေကမအားလက်ကြလောက်အောင်ဟိုရတော့မကိုအားလောက်ပင်ပန်းနေကြတယ်အလုပ်တွေအဲ့တော့အထက်မြင့်တိုက်တွေပါညာတွေရဲ့အရေးအသွေးတွေလိုက်စစ်ဆေးတဲ့အပိုင်းမလုပ်နိုင်ဘူးပေါ့နော်ပြီးတော့ရန်ကုန်မြို့ထဲမှာရှိတဲ့အချို့သောထက်မြင့်တိုက်တွေမှာတော့သူတို့ကိုယ်တိုင်မှဟိုကာထိုက်တယ်မှာသူတို့ကိုယ်တိုင်တော့နေကြတဲ့ဝန်ထမ်းတွေရှိတော့သူတို့တိုက်တွေလည်းသူတို့ထည့်စဉ်းစားမှာမဟုတ်ဘူးဖြစ်သွားတဲ့ခါကျရင်လည်းဖြစ်တော့လည်းဖြစ်ပေါ်ဆိုတဲ့ပုံစံမျိုးနဲ့နေကြတာများပါတယ်အဲ့တော့ဒါပေမဲ့မဖြစ်သေးတော့အတွက်လည်းပြောကြတာပါဖြစ်သွားခဲ့ရင်တော့အကုန်လုံးနာကျင်စရာတွေဖြစ်ကုန်တာပေါ့နော်ဝမ်းနေစရာကြီးကွဲစရာထိခိုက်စရာတွေဖြစ်ကုန်နိုင်တယ်ဒါကြောင့်ဟိုရန်ကုန်မှာနေထိုင်တဲ့ရန်ကုန်မှာအစာအုပ်ပေးခွင့်ပြုတာအထက်မြင့်ခွင့်ပြုတာတွေအစအစိုးရဟာစနစ်ကျစဉ်းစားဖို့လိုတယ်ရန်ကုန်ရဲ့မြေမျိုးစားတွက်ချက်ဖို့လိုတယ်ငလျင်ကျောကိုလည်းတွက်ချက်ဖို့လိုတယ်ဒါတွေကိုတွက်ချက်ပြီးမှပဲဖြစ်လက်ဆောင်ဟိုမဆောက်ဖဲနဲ့စနစ်ကျစောက်ခွင့်ပြုဖို့လိုပါတယ်နော်အဲ့လိုမျိုးပေါ့ဆိုတော့ပြီးတော့ engineer တွေကအကျိုးစီးပွားနဲ့စောက်တဲ့ engineer တွေကြတော့အကျိုးအမြတ်ဆုံးထွက်ဖို့စောက်တဲ့ engineer တွေကြတော့ငလျင်ထက်တော့မဟုတ်ဘူးသူကရေလိုပဲကြည့်မှသိကြတယ်ဆိုတော့ဒါလေးကိုလည်းထည့်စဉ်းစားပြီးတော့စဉ်းစားသင့်တယ်ပေါ့ဗျာနော်အဲ့တော့ရန်ကုန်ငလျင်နေဒီလိုမျိုးသေးသေးလှုပ်နေတာကျွန်တော်တို့အတွက်တော့ဒါသတိထားမယ့်အရာလေးတစ်ခုဖြစ်တယ်ဆိုတော့မမေ့စေချင်တာပါပြီးတော့ဒီရန်ကုန်မြို့ရဲ့ခုနပတ်လည်မှာငလျင်ပြည့်3-4ခုလောက်ရှိတယ်ဆိုပေမဲ့တကယ်စိတ်ပူရမယ်ပူရဆုံးကစကိုင်းပြည့်ကျော်ပဲစကိုင်းပြည့်ကျော်တကယ်လှုပ်ရင် तू ကအဖျားပဲခက်အမိပဲခက်ပြဿနာရှိတယ်သိရသလောက်ငလျင်စုံနဲ့ပတ်သက်ပြီးတော့အစိုးရမှာမြေပုံတစ်ခုရှိတယ်ငလျင်လှုပ်ရင်ဓာတ်ရိုက်ကျနိုင်တဲ့စုံနဲ့အဖျားခံနိုင်တဲ့စုံဆိုတာရှိတယ်ဓာတ်ရိုက်ထိခိုက်နိုင်တဲ့ဇုံကတသက်တစ်ခုရှိတယ်ကျွန်တော်အဲ့တော့မြို့နယ်လေးတွေထည့်မပြောဘူးတော့ကြာနေထိုင်တဲ့အိမ်ချမ်းမြေစည်းဝက်ကပါတွားလှုပ်တယ်လို့ဖြစ်မှာဆိုလို့နော်မတိုင်းပြောရရင်တော့မပြောရတော့မှပဲပြောလို့မပြောရအောင်ပဲပြောလို့ရတာတစ်ခုရှိပါတယ် downtown area တွေကကြာတော့ငလင်စုံနဲ့ဓာတ်ရိုက်သိကြမနေဘူးနည်းနည်းလောက်ပဲအဆုံးဖြတ်လောက်ကြာအများဆုံးကတော့ဟိုဘယ်လိုခေါ်မလဲဗျာအရှိတကုံတို့sorry တကုံစိတ်ကန်းတို့အရှိတကုံတို့တောင်တကုံအစုံဖြတ်ဟုတ်ပဲပွိုင်းနေအဲ့ဒါတွေကနည်းနည်းလေးငလေးနဲ့တော့ညှိနိုင်တဲ့သဘောရှိတယ်တော့ညှိနိုင်တဲ့သဘောရှိတယ်ကျွန်တော်မြေပုံတစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်အဲ့ဒါအစိုးရရှိမျိုးတစ်ခုမြင်လိုက်ရတယ်ငလင်ကျောမှာတော့ညှိနေတယ်ဆိုတာရှိတယ်အဲ့တော့တကုံစိတ်ကန်းလိုနေရာမျိုးတွေကပွင့်လင်းပြောရင်မြေလေးနည်းနည်းလေးပျော့တယ်ထင်ပါတယ်အဲ့ဘက်တွေကနည်းနည်းလေးထိခိုက်နိုင်တယ်အဲ့တော့ဒါလည်းစဉ်းစားရမယ့်ဟာတွေပေါ့ဗျာနော်စဉ်းစားရမယ့်တစ်ချက်ပြီးတော့စကိုင်းပြည့်ကျော်ကထည့်စဉ်းစားရမယ့်အချက်ရန်ကုန်မြို့မှာကြီးမားရန်ကုန်မြို့လှုပ်ခတ်ပေးနိုင်တာကရန်ကုန်မြို့ဖြိုလဲပြနိုင်တာက
စကိုင်းပြောက်ရွေကျော်ပဲရန်ကုန်မြို့ယူဟိုအုံးနဲ့ပြကြသွားနေတာစကိုင်းပြောက်ရွေကျော်ပဲကျန်တဲ့ပြောက်ရွေကျော်တီးလေးတွေကရန်ကုန်လှုပ်ခါချနိုင်ခြင်းမရှိသေးဘူးရန်ကုန်ကသူ့ဟာသူတော့ balance နဲ့ညီနေပြီအဲ့တော့မတော်တဆတာမြေဝဲထားတာလုံရင်တော့အကုန်လုံးအကုန်ပြပြတွေဝုတ်ကုန်မလို့တော့မသိဘူးနိုင်ငံတော်ကြီးကမြေဝဲထားစီမံကိန်းသာစရင်ပြပြတွေဝုတ်ကုန်မလားမသိဘူးအဲ့တော့မလွယ်တော့မလွယ်ပါဘူးเนาะအဲ့တော့ပြီးတော့မှတ်တမ်းနေရဆိုရင်လည်း1929မှာရန်ကုန်ငလျင်ကြီးကြီးမားလှုပ်ခဲ့ဘူးတယ်အဲ့တော့6.8 magnitude ပေါ့เนาะရှိရဘူးတယ်အဲ့တော့အဲ့လောက်ကြီးကြီးမားရှိခဲ့ဘူးတယ်အဲ့ဒီနောက်ပိုင်း1929ကနေခုထိမလှုပ်တော့ဆိုလွတ်လပ်ရေးမရခင်တည်းကပေါ့ဗျာပြောရရင်1929ဆိုတာခုက2026ဆိုတော့နှစ်100နီးပါးရှိလာပြီပေါ့နှစ်100နီးပါးရှိလာပြီပေါ့နှစ်100ပြည့်တော့မယ်ပေါ့เนาะဆိုတော့ဟိုနှစ်100နီးပါးအတွင်းမှာတော့ကြီးကြီးမားဆို6.8 magnitude တခါလှုပ်ဘူးတယ်အဲ့တော့ရန်ကုန်မြို့ကြီးအဲ့လိုဒီလောက်အထက်မြင့်နေသိမများသေးတဲ့အတွက်ဖြစ်ရင်တော့သိမဖြစ်ဘူးပေါ့ကိုကလူက9တန်းလောက်ဆိုတော့ဒီလူ9တန်းလောက်နေတဲ့ weight ကြီးကလည်းနည်းတဲ့ weight မဟုတ်ဘူးเนาะ weight မဟုတ်ဘူးပြီးလူ9တန်းလောက်နေ့စဉ်လူ9တန်းလောက်ကစားတဲ့အစာတောက်တဲ့ရေပါချတဲ့အီးပါချပောက်တဲ့သေးအဲ့ဒီအစာခင်ဗျ weight ကြီးကနည်းတဲ့ weight မဟုတ်ဘူးเนาะ short တော့နေနေ short တော့နေလူ9တန်းနေ့စဉ်ပါတာဤပါတာတွက်ရင်တော့လူ9တန်းရဲ့မစင်ကအဲ့ရန်ကုန်မြို့ပေါ်မှာနဲတာမဟုတ်ဘူးเนาะအတွက်ကြည့်လူ9တန်းဆိုတာနဲတာမဟုတ်ဘူးเนาะတော်တော့ဒါအစိုးရအနေနဲ့ကဒီငလျင်ကို short မတွက်သင့်ဘူးပေါ့ကြိုတင်ပြင်ဆင်မှုတွေဒီမြေပြင်တိုင်းတာလိလာမှုတွေလုပ်ဖို့လိုတယ်အဲ့ဒါတွေအားလုံးကစီပင်နဲ့မြို့အိုးပေါ့နော်သူတို့ရဲ့တာဝန်ရှိပါတယ်သူတို့မှအဓိကတေချာလုပ်ရအောင်ပေါ့နော်ဆိုတော့ဟိုအိန္ဒိယနိုင်ငံတွေမှာလည်းဒါငလင်းနဲ့ပတ်သက်ရင်အများနဲ့သတိထားနေကြရတာဆိုတော့လေဒါသတိထားဖို့လိုတယ်လို့ကျွန်တော်ပြောချင်တာနော်အဲ့ဒါလေးဂျုံကြိုက်လို့ဒီနေ့ထည့်ပြောတာအဲ့တော့ငလင်းနဲ့ပတ်သက်တော့ဒီလောက်ပဲကျွန်တော်ပြောတတ်ပါတယ်ပညာရှင်တွေတို့ကပြောကြပါလိမ့်မယ်နော်ကျွန်တော်လူလူကိုယ့်ဒီငလင်းတစ်ခုတော်တော်ဆသဘာဝဘေးငလင်းလိုသဘာဝဘေးတစ်ခုကြုံလာခဲ့မယ်ဆိုရင်ကိုရဲ့မိသားစုကိုဘယ်လိုကဲထုတ်မလဲဘယ်လိုကိုပိုင်ဆိုင်မှုတွေကစာရွက်စာတမ်းအချို့ဘယ်လိုစွဲယူမလဲဘယ်လိုရှာဖွေမလဲပေါ်ထုတ်မလဲဒါမျိုးတွေရှေ့မှာဖြစ်ခဲ့တဲ့အစင်လာကိုကြည့်ပြီးတော့သင်ခန်းစာယူဖို့လိုပါတယ်ဥပမာဆိုကြပါစို့ငလင်ဖြစ်လာတယ်ခင်ဗျားတို့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေဘယ်လိုတည်ယူမလဲဘယ်လိုထုတ်မလဲခင်ဗျားတို့ရဲ့မိသားစုဘယ်လိုကဲထုတ်မလဲမန္တလေးမှာဖြစ်ခဲ့တာတွေမိသားစုကြေကွဲပဲဝမ်းနေပဲเนาะမိသားစုတွေဖြစ်စဉ်တွေကကုရတိတအုံနွေးနွေးပဲရှိပါသေးတယ်မမေ့ကြဘူးပေါ့เนาะဒါကျွန်တော်ချိန်6တောင်ပါဘူးအနေရဆိုတာဘာဖြစ်ဖြစ်ဘယ်သူမှဆိုရင်ဆိုင်နိုင်ရှိပါတယ်ဒါကြောင့်ရန်ကုန်မှာနေတဲ့လူတွေသတိကြီးထားကြဖို့เนาะငလျင်ကိုမပေါ့နဲ့မလျော့ဘူးเนาะဒါမျိုးပေါ့เนาะပြီးတော့အစိုးရကလည်းတေချာဒီငလျင်သတိပေးချက်တွေတေချာလေးလုပ်ဖို့နောက်ရန်ကုန်တိုင်းမှာကျမရှိတဲ့မြေတွေပဲတေချာပြန်စစ်ဆေးဖို့ဒါတွေလုပ်ဖို့လိုပါတယ်เนาะစာအုပ်တွေဒါလေးပြီးတော့ကျွန်တော်ဒီနေ့ကငလျင်ကိစ္စပြောပြီးတော့ဒုတိယကိစ္စတစ်ခုဖြစ်နေကတော့မနှက်ဖြန်19ရက်နေ့မှာဆေးရုံ6ရုံပေါင်းပြီးတော့လူနာတွေကုသမဲ့အထူးအစီအစဉ်တစ်ခုအဲ့ဒါလေးကိုကျွန်တော်သတင်းသကောင်းလေးပါချင်ပါတယ်ဒါကတော့ကျွန်တော်ပြည်သူလူထုအတွက်ကောင်းတဲ့အစီအစဉ်လေးမို့လို့ကျွန်တော်တို့ဝမ်းသာအားရသတင်းပါတာပါเนาะအဲ့တော့ဒီကျမယုံကြည်စနာတာဥဆောင်တယ်လို့အကြမ်းမြင်သိရပါတယ်เนาะရန်ကုန်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသမှာရှိရန်ကုန်မြို့မှာရှိတဲ့ဆေးရုံကြီး6ရုံပူးပေါင်းပြီးတော့ဒါဆေးရုံ6ရုံပူးပေါင်းတယ်ပေါ့เนาะဆိုတော့ရန်ကုန်ပြည်သူဆေးရုံကြီးပေါ့ဗျာဆေးရုံ6ရုံဆိုတာရန်ကုန်ပြည်သူဆေးရုံကြီးနောက်ဗဟိုမျိုးသမီးယောဂကုဆေးရုံကြီးရန်ကင်းကလေးဆေးရုံကြီးမျက်စိဆေးရုံကြီးနားနှာခေါင်းလေဘင်းနဲ့ဦးခေါင်းဆေးရုံကြီးနားနှာခေါင်းလေချောင်းဦးခေါင်းပေါ့ဗျာနော်နောက်စိတ်ချမ်းသာရေးဆေးရုံနဲ့အမျိုးသား TB ယောဂတိုက်ဖျက်ရေးအဲ့ဒီအဖွဲ့တွေပူးပေါင်းပြီးတော့နော်မနှက်ဖြန်မနေ့8နာရီရစပြီမနေ့ဖြန်ဆိုဟောပေါ့နော်ပြောရရင်တော့ဟိုမေလ19ရက်မနေ့8နာရီမှာတာမွေမြို့နယ်ကြိုက်ကဆန်နဲ့ဦးထွန်းမြတ်လမ်းတောင်မှာရှိတဲ့အထက်က4မှာနော်အဲ့အထက်က4မှာနော်တာမွေမြို့နယ်ကြိုက်ကဆန်လမ်းနဲ့ဦးထွန်းမြတ်လမ်းတောင်မှာရှိတဲ့အထက်က4စာတင်ကျောင်းမှာနော်အဲ့ကျောင်းမှာရန်ကုန်မြို့ကဆေးရုံကြီး6ရုံနဲ့အမျိုးသား TB ရောတိုက်ဖျက်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့ဒီပြည်သူလူထုကိုကွင်းစင်းကုသမှုဆေးကုသမှုပေးတာလုပ်မယ်လို့သိရပါတယ်နော်ဒီလိုကွင်းစင်းဆောင်ရွက်တဲ့နေရာမှာခင်ဗျားတို့မှာနော်အထွေအမှလာမဲ့ဆရာဝန်တွေအထွေယောဂကုဆရာဝန်တွေပါမယ်စီးဂျိုနဲ့ဟော်မုန်းအထုကုဆရာဝန်တွေပါမယ်ခွဲစိတ်အထုကုတွေပါမယ်အယိုးအထုကုတွေပါမယ်စိတ်ကျန်းမာရေးအထုကုတွေပါမယ်အရေပြားအထုကုကလေးအထုကုမျက်စိအထုကုနားနှာခေါင်းလဲချောင်းအထုကုတွေပါပါမယ်အဲ့ဒီအထုကုတွေနောက်ကိုဝင်ဆောင်ကိစ္စတွေပေါ့ဒါတွေလည်းပါပါမယ်ပါပြီးတော့မှကိုဝင်ဆောင်တွေကိုကြတော့ဟိုမိရလူနာယောဂစစ်တာတိုင်ငုံကစက်တာပါစသဖြင့်ပေါ့ပြသွားကလေးစစ်ဆေးတာအဆုပ်ရင်ကောင်းဓာတ်မှန် TV ရိုက်ပေးတာစသဖြင့်ပေါ့ဗျာအဲ့ဒီခုနဆေးရုံ6ရုံကိုခင်ဗျားတို့ကြားပြီဆိုတဲ့ကဘာတွေကုမယ်ဆိုတာမှန်းလို့ရပါပြီအဲ့တော့ကိုတိုင်းကအားတယ်ဆိုရင်ရန်ကုန်မြို့ကလူတွေကံကောင်းပါတယ်အားတယ်ဆိုရင်သွားပါကိုကျမ်းမာရေးသွားစစ်ပါစစ်ပြီးတော့တန်းတော့စီရလိမ့်မယ်တိုးရလိမ့်မယ်ထင်ပါတယ်တန်းစီရတိုးရမယ်သွားစစ်ပါစစ်ပြီးတော့ကိုကျမ်းမာရေးစစ်ပြီးတော့ကိုဘယ်လိုနေထိုင်စားတော့မယ်ဆိုတော့သိအောင်လုပ်ပါအဲ့တော့ရန်ကုန်ပြည်သူစေုံကြီးပါပါတယ်ဘိုးမျိုးသမီးကျွန်တော်စေုံကြီးပြန်ပြောရဲခင်ဗျားတို့ကိုနဲ့ဆိုင်လားမဆိုင်လားသိအောင်လုပ်ပါရန်ကုန်ပြည်သူစေုံကြီးပါပါမယ်ဘိုးမျိုးသမီးယောဂကုစေုံကြီးပါပါမယ်ရန်ကင်းကလေးစေုံကြီးပါပါမယ်မျက်စိစေုံကြီးပါပါမယ်နားနှာခေါင်းလဲချောင်းဦးခေါင်းစေုံကြီးပါပါမယ်စိတ်ကျန်းမာရေးစေုံကြီးပါပါမယ်နော်ပြီးတော့မှအမျိုးသား TB ယောဂတိုက်ဖျက်ရေးအဖွဲ့လည်းပါပါမယ်
သူတို့တွေကနေပြီးတော့စစ်ဆေးပေးမှာဖြစ်ပါတယ်အဲ့တော့သူတို့ကျမကြီးစစ်ဆေးပေးတဲ့အချိန်မှာကိုကသွားပြီးစစ်နိုင်ခဲ့ရင်တော့ဒါအခမဲ့စစ်ပေးရဖြစ်တဲ့အတွက်ကိုကကိုယ့်ရဲ့ကျမကြီးအခြေအနေကိုသိရမယ်ပေါ့နော်ဆိုတော့သွားပြီးတော့စစ်ဆေးတယ်လို့ကျွန်တော်ပြောချင်တယ်ပြီးတော့ဝန်ကြီးဌာနအနေနဲ့ကကျမကြီးဝန်ကြီးဌာနအနေနဲ့ကဒါဟာတရက်တည်းလုံးမဲ့အစားဒါမျိုးတွေကိုနော်တလောက်နှစ်ကြိမ်သုံးကြိမ်နောက်မှတစ်ပတ်တစ်ကြိမ်လောက်ဖြစ်စီလုတ်ပေးနိုင်ပိုကောင်းပါတယ်နေရာလဲရွှေ့ဖို့လိုတာပေါ့ရန်ကုန်ဆိုလို့ရှိရင်45မြို့နယ်ရှိတာပဲအဲ့တော့ဟိုနေရာတွေရွှေ့ပြီးတော့တစ်ပတ်ကိုတစ်ချိန်ရွှေ့ပြီးတော့လုတ်သွားဖို့လိုတယ်ဥပမာမြို့နယ်တစ်မြို့နယ်ရွေးရမယ်3-5မြို့နယ်ကာဗာဖြစ်တဲ့မြို့တစ်မြို့နယ်အဲ့လိုရွေးပြီးတော့မှနေရာကြည်လည်းဖြစ်ရမယ်ဘောလုံးကွင်းတွေကိုလည်းသုံးရင်သုံးရမယ်အားသာကွင်းတွေသုံးရမယ် public area အခြေကြီးတွေအဲ့ဒါတွေလည်းသုံးရမယ်သုံးပြီးတော့အဲ့ဒါတွေအကုန်လုံးသုံးပြီးတော့အဲ့မှာကျမကြီးစစ်ဆေးမှုတွေလုတ်ပေးတာပြီးရင်ဟိုရှောင်းတကုသပေးတာတွေလုတ်ပေးတာပေါ့နော်ပြီးရင်သူတို့ရဲ့ဒီလိုအပ်တဲ့စေဝါတွေပံ့ပိုးတာဒါတွေကိုကျမကြီးဝန်ကြီးဌာနအနေနဲ့ကဒါမျိုးကိုလုတ်တင်တယ်ဒီမနက်ဖြန်19ရက်တရက်ထဲလုတ်တာတခုနဲ့တော့မလုံလောက်ပါဘူးအဲ့မှာမနက်ဖြန်သူပြုံတိုးနေကြလိမ့်မယ်မြင်အောင်သေးတယ်ကျွန်တော်မြင်တော့သိတဲ့လူတွေကပြုံတိုးလိမ့်မယ်အခုကျွန်တော်ဒီညပြောရတော့မနက်ဖြန်မနက်တန်းစီတဲ့လူစီယိုးမယ်ဘာဖြစ်ကုန်လို့မသိဘူးတချို့တွေအဲ့တော့ဝန်ကြီးဌာနနဲ့တရက်နဲ့တော့မလုံလောက်ပါဘူးကျွန်တော်ပြောချင်တာတရက်နဲ့မလုံလောက်ဘူးဒါတွေကရေရှည်လုတ်သွားမယ်ဟာဖြစ်ပါတယ်ဟိုအပတ်စဉ်ပုံမှန်လုတ်သွားရဖို့လိုအပ်တယ်ပြီးရင်တရက်ထဲမှာကူးတာပေးနိုင်တဲ့လူအင်အားဘယ်လောက်ကူမှာလဲပေါ့ဗျာဒီစိတ်ုံ6အောင်ပေါင်းလို့တရက်ထဲမှာလူနာတွေကိုစစ်ပေးနိုင်တယ်ဘယ်လောက်လဲလူ3သိန်းတော့မရှိတော့ဘူးလူ1000ခန်းပဲရှိမှာပါ1000ခန်းအများဆုံးပါပဲများအဲ့တော့လုတ်တာကောင်းပါတယ်ဝမ်းသာပါတယ်ဒါလေးကိုဆက်လက်ပြီးတော့ကောင်းတယ်ပေါ်ပြီးစူးစမ်းအထောက်ပေးပါပြည်သူလူထုကြားတဲ့ကိုစိတ်ဝင်ပြန့်နှံ့ပါပြည်သူလူထုကိုဒီလိုကျမ်းမာရေးဆောက်ရှောက်မှုတွေသေချာလေးပေးပေးပါဒါလေးလည်းကောင်းတဲ့ကိစ္စပါအစိုးရရဲ့ဒါကောင်းတဲ့သတင်းလေးဖြစ်ပါလိမ့်မယ်ပြီးတော့လူထုတွေလည်းဒါပါပြီးတော့သူတို့ရဲ့ကျမ်းမာရေးကိုသူတို့ပြန်ပြီးဆန်းစစ်ဖို့အချိန်ရပါတယ်ဒါကြောင့်ပို့ပြီးတော့တိုးချဲ့လုပ်ပေးဖို့တိုက်တွန်းပါတယ်နောက်တစ်ခုကစေဝါကိစ္စပါကျမ်းမာရေးဝန်ကြီးအနေနဲ့ဘာလုပ်တင်လဲမင်းဒီစေဝါတင်သွင်းရောင်းချခြင်းလုပ်ငန်းနဲ့ပတ်သက်ရင်တိတိကျကျပြန်ပြီးတော့စစ်ဖို့လိုပါတယ်တိကျပြန်စစ်ဖို့လိုပါတယ်ပြီးရင်စစ်ပြီးတော့စေဝါတွေတင်သွင်းမှုအခက်အခဲဖြစ်နေလေဝန်ကြီးဌာနကတာဝန်ခံပြီးတော့အဲစေဝါတွေကိုလက်မှတ်ရေးထိုးပြီးတာဝန်ခံပြီးတော့စေဝါတွေမြန်သွင်းခွင့်ရအောင်เนาะဟိုလွယ်ကူသွင်းလို့ရအောင်ဝန်ကြီးဌာနကဥဆောင်ကူညီပေးတဲ့လူယူဆတယ်ဘာလို့ဆိုတော့အခုရက်ကွက်တွေကြီးရွာတွေအသီးသီးမှာဆေးတွေနဲ့ပတ်သက်ရင်ပြဿနာတက်နေပါတယ်ဒါကဝန်ကြီးတယောက်အနေနဲ့သိနိုင်မလားမသိနိုင်လားကျွန်တော်မသိပေမဲ့သိမှာပါဒါပေမဲ့မသိပေမဲ့ဟိုတကယ်မြေမှာဖြစ်နေတာကဆေးတွေနဲ့ပတ်သက်ရင်အလားတူဆိုပြဿနာတက်နေပါတယ်ဒါကကျွန်တော်တမားစကားတွေဟောဖြစ်နေတာမဟုတ်ဘူးကျွန်တော်တို့မိခင်တွေကျွန်တော်တို့အမေကိုယ်တိုင်ပဲလျင်သူတောက်နေကြဆေးရမရတော့ဝယ်လို့မရတဲ့အတွက်သူကအလားတူဆေးတောက်တယ်အလားတူဆေးဆိုတော့အလားတူဆေးကအလားတူစွမ်းမစွမ်းမသေးချတဲ့အတွက်သူတို့မှာစိတ်တော့ကတွေနေနေရတယ်ပြီးတော့အဲ့အလားတူဆေးကလည်းဈေးကြီးသေးတယ်ပြီးအဲ့အလားတူဆေးဆိုတာလည်းဟုတ်လားမသိမဟုတ်လားမသိပြီးတော့ရက်ွက်တွေထဲမှာရောင်းနေတဲ့ဆေးတွေက FDA ဟိုကျန်းမာရေးဝန်ကြီးဌာနရဲ့ဘယ်လောက်ထိဟိုစစ်စစ်အတည်ပြုမှုရထားတယ်လဲသူ့ရဲ့ quality ဘယ်လောက်အပြည့်ရထားတယ်လဲဆိုတာလည်းမသိနိုင်တဲ့ခါကျတော့တတ်မှတ်တဲ့ရည်သွေးဆိုင်ပြီးမသိနိုင်တဲ့ခါကျတော့ဟိုဒုက္ခရောက်ကြပါတယ်ပြည်သူဒုက္ခရောက်ကြပါတယ်ဟိုတွေ့ရဆေးတွေဝယ်တောက်ပြီးအသက်ဆုံးရှုံးရတဲ့ပြည်သူတွေလည်းမနေတော့ပါဘူးဒါကြောင့်ကျန်းမာရေးဝန်ကြီးဌာနကဒီဆေးဝါးကိစ္စကိုအာရုံစိုက်ကူညီပေးဖို့တင့်တယ်လို့ကျွန်တော်တို့တိုက်တွန်းတာပါเนาะအဲ့တော့ဒါလေးလည်းကျွန်တော်ကြုံရလို့ထည့်ပြောတာပါเนาะကဲအဲ့တော့ဒါတစ်ခုပြီးတော့မနက်ဖြန်နောက်တစ်ခုဒါမနက်အကိစ္စပြီးတော့ကျွန်တော်နောက်တစ်ခုကလာဝကရဲ့ကြီးညာချက်လေးဒီနေ့ကျွန်တော်ထည့်ပြောပါမယ်လာဝကကြီးညာချက်ဆိုတာအခြားမဟုတ်ပါဘူးလာဝကကကြီးညာချက်တစ်စောင်ထုတ်ပါတယ်เนาะလာဝကကြီးညာချက်တစ်စောင်ထုတ်ပါတယ်ဘာလဲဆိုတော့ဒီကြီးညာချက်ကတော့ဗျာဟိုမျိုးစုံရေးနေကြတာပေါ့ဗျာဒါပေမဲ့လာဝကကြီးညာချက်ကိုကျွန်တော်တို့ပြန်ပြောရရင်တော့သူလူရင်းပွားရတော့ဒီ social media ပေါ်ကနေပြီးတော့လာဝကနဲ့ပတ်သက်ပြီးရေးတာတားတာတွေပေါ့နော်အဲ့ဒါတွေပြောလို့ရှိရင်တော့ခိုင်မာမှုမရှိဘဲနဲ့ရေးချင်တာရှောက်ရေးပြီးတော့ဒီလာဝကရဲ့ဟိုထိခိုက်အောင်လုပ်ရင်ရေးယူမယ်ဆိုတာမျိုးရေးတာပါနော်ဆိုတော့ရေးယူမယ်ပေါ့ဗျာအဲ့တော့ရေးယူတယ်ဆိုတာလည်းတယောက်ကိုရေးယူပြတယ်ဆိုတာကိုထုတ်ပြန်ထားတယ်ဥပမာသူထုတ်ပြန်ချက်ကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်လူရင်းပွားရင်ပြောရရင်ရွှေရမင်းဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့နော်အဲ့အကောင့်ပိုင်ရှင်အမျိုးသမီးက तू ကကြော်ကားနဲ့ဆိုင်ကမျိုးစုံရောင်းဝယ်လုပ်ငန်း तू လုပ်တယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းလုပ်နေတာကိုသူ့လုပ်ငန်းနဲ့ပတ်သက်ပြီး तू က तू ကြော်ညာတာမလုပ်ဖ ೇನೆ तू ကဒီလာဝကရဲ့လှုပ်ထုံးလုပ်နည်းတွေလာဝကရဲ့မှတ်ပုံတင်ပေးတဲ့ကိစ္စတွေပေါ့ဗျာလုပ်ပြီးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ तू ဝေဖန်တယ်ပေါ့ဗျာဘယ်လိုဝေဖန်လဲဆိုတော့မြန်မာလူမျိုးတွေအနေနဲ့အိမ်ပိုင်ရပိုင်မရှိသူများအိမ်ငှားဖြစ်နေထိုင်ကြသူများအနေဖြင့်အိမ်အောင်စုစရာမရတော့မယ့်အခြေအနေဖြစ်နေကြပြီဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ပြောဆိုရေးသားခဲ့ပြီးတော့တဲ့နော်ရေးသားပြောဆိုပြီးတော့ရုံးပိုင်းဆိုင်ရာကိစ္စတွေပေးတင်တာပေးဝင်တင်တာဝင်ထွက်တင်တာထွက်ပြောဆိုခဲ့ခြင်းရှိတယ်ဆိုတော့ဗျာဒီဝန်ကြီးဌာနကဒီမှတ်ပုံတင်ထုတ်ပေးတဲ့အခါမှာပေးချင်တာပေးတယ်ပေါ့ဗျာဒီပတ်စံတွေလည်းပေးရတယ်အခရီးလည်းကျူးလွန်တယ်လာပြီးလည်းလုပ်တယ်ပေါ့ပြီးရင်ဒါမှလည်းမြန်မာနိုင်ငံသားတွေအိမ်ပိုင်ရပိုင်ရှိတဲ့သူတွေတော့မှပဲမရှိတဲ့သူတွေလောက်တော့မစိမ့်ချပြောလာကမှတ်ပုံတင်ထုတ်ပေးတာကိုမကျေနပ်ချက်တွေပေါ့သူရေးတာပေါ့မကြိုက်ဘူးမှားတာရေးတယ်ပေါ့ဗျာအဲ့လိုရေးလိုက်တဲ့အတွက်ဒီရေးသားချက်ဟာတဲ့ဝန်ကြီးဌာနကအကောင့်တွေပေါ်နေတဲ့ရက်တရာလာမင်းစီမံချက်ကိုထိခိုက်တယ်တဲ့ဒါကြောင့်မလို့ဝန်ကြီးဌာနနဲ့ရွှေရမင်းအကောင့်ပိုင်ရှင်ကိုထည့်သွင်းထုတ်ပြန်ပြီးတော့သူ့ကိုလည်းဒါအရေးယူပါမယ်ဆိုပြီးတော့
ကြီးညာထားသူတို့ရေးပဲမကြီးညာလိုက်ပါတယ်ဆိုတော့ပြောရင်တော့လာဝကရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအချို့ဟာကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲနဲ့ပွဲသားနဲ့ချိတ်ဆက်ဆောင်ရွက်တယ်မလိုလိုက်တဲ့အုပ်ချုပ်ရေးဖြစ်စဉ်တွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ပတ်သက်ပြီးတော့ဝင်းကြီးဌာနတွေနဲ့ပွဲသားတွေနဲ့ပတ်သက်ပြီးတော့ရေးယူတာမျိုးတွေလုပ်ပါတယ်ဝန်ထမ်းတွေလည်းရေးယူတယ်လုပ်ပါတယ်ဆိုမှကြီးညာတယ်ဆိုတော့ဗျာလာဝကနဲ့ပတ်သက်ပြီးလူတွေဝေဖန်နေကြတဲ့အတန်တွေမျိုးစုံဒါခင်ဗျားတို့လည်းကြားပဲကျွန်တော်ကိုယ်တိုင်လည်းဝေဖန်ခဲ့ဘူးတယ်ဝေဖန်ခဲ့တဲ့အတွက်ဝင်းကြီးဌာနကကျွန်တော်ခေါ်တော့ကျွန်တော်သွားပြီးစကားတွေပြောခဲ့တယ်တေချာလေးပြောခဲ့ပြီးတော့ဟိုလာဝကဝန်ထမ်းတွေရဲ့အချို့သောသူအချင်းပြချစားသူတွေရဲ့အဖြစ်ရအချို့လည်းကျွန်တော်တို့အတီးပေးနိုင်ခဲ့တယ်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးရောအတွင်းဝင်တွေရောကျွန်တော်တို့ပြောပါတယ်အဲ့တော့လည်းကျွန်တော်ပြောပါတယ်ဘာလို့ဆိုအကယ်၍သူ့အောက်ခြေမှာမြို့နယ်အဆင့်ဝန်ထမ်းရေးအဲ့ဒီကျူးလို့ရင်သူ့အပေါ်ရရှိရေးယူအဲ့အပေါ်ကျွန်တော်လုပ်ရင်လည်းကျွန်တော်ရေးယူကျွန်တော်အပေါ်ဝန်ကြီးကရေးယူလိမ့်မယ်ပေါ့သူအဲ့လိုမျိုးဒီပြောတာအဲ့သူတို့အဲ့ရတာဝန်ရှိသူတွေအဲ့လိုပြောတယ်ကျွန်တော်တို့နှိမ်နေတယ်မရဘူးဒါမျိုးလုပ်တော့သူလက်မခံဘူးအဲ့တော့သူတို့နှိမ်နေပါတယ်ဘာညာပေါ့ကျွန်တော်ပြောခဲ့တယ်ဒါသူတို့လည်းပြောရင်တော့လာဝကဝန်ထမ်းတွေကချို့သောဝန်ထမ်းတွေမှာအဂရိဆိုအဲ့လိုမျိုးဆိုလက်ပေးလိုက်ယူလုပ်တယ်ဒီအဂရိကျူးလွန်ပြီးတော့ဒီမှတ်ပုံတွေထုတ်ပေးမိတာတွေရှိတယ်နောက်တစ်ခါမှတ်ပုံတွေအတုတွေပေါ့နံပါတ်ထပ်သွားတာမျိုးတွေပေးတာတွေရှိတယ်ပေါ့ဗျာဟိုကျွန်တော်မှတ်ပုံတွေလုပ်ပေးတဲ့သူတွေကိုမှတ်ပုံတွေအတုတွေထုတ်ပေးတာမျိုးတွေအတုဆိုတော့အတုလို့ပြောရင်လည်းခက်တာမှတ်ပုံတွေထပ်သွားတာပေါ့ဆိုတော့ထပ်သွားတော့မူလပိုင်ဆိုင်သူကတယောက်ကအမှန်နောက်လူကကျတော့အတုပေါ့တကယ်တော့ကျတော့အဲ့လိုမျိုးတွေပေးတာရှိတယ်နောက်ခေါ်ရဒီ EID နဲ့ပြန်စစ်လိုက်တဲ့ခါကျတော့အကုန်လုံးကမှပြန်ပေါ်လာရရှိတယ်အခုလာဝကမှာလည်းပြောက်တော့တွေဝေယုံသုံးကားတွေအသက်အံပြန်လိုက်စင်းနေပြန်စစ်ပြီးတော့လုပ်နေရတာတွေ့ရတယ်သူတို့လည်းဒီ digital kit ကိုပြောင်းစနစ်ပြောင်းတဲ့ခါမှာသူတို့အများကြီးပြန်လိုက်နေတာတွေ့ရတယ်ပြောတော့နိုင်ငံရေးအထိပါရှုပ်ထွေးသွားနိုင်တဲ့အထိလာဝကရဲ့ပြဿနာကလာဝကမပေါ်တင်ထုတ်ပေးခြင်းပြဿနာတကောင်စင်းအိမ်အောင်စင်းထုတ်ပေးခြင်းပြဿနာတွေကနိုင်ငံရေးကိုပါတော့ရှုပ်တဲ့အထိရှုပ်ထွေးသွားခဲ့တာတွေ့ရတယ်ဒါကြောင့်မလို့သူတို့အခုဆိုပြန်ပြီးတော့သူတို့ကိုသူတို့စနစ်တစ်ခုပြန်ပြောင်းနေတာတွေ့ရတယ်ပြောင်းတယ်ပေါ့ဗျာပြောင်းတယ်ပေါ့အဲ့လိုပြောင်းနေတဲ့အချိန်မှာဒီလိုမျိုးသူတို့ဒီလိုကြိုးစားအပန်းစားပြောင်းလဲနေတဲ့အချိန်မှာသူတို့ဒီလိုမျိုးရေးတာတွေပေါ့ဒါသူတို့မကြိုက်ဘူးဒါမျိုးရေးတာဒါကြောင့်သူတို့ရက်တရားစမချုပ်ထိခိုက်တယ်သူတို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဒါကြောင့်မလို့ထိခိုက်အောင်လုပ်တဲ့သူရေးယူမယ်ပေါ့စာမျိုးပြောလာတွေ့ရတယ်ဆိုတော့ဒီအပိုင်းဒီလိုပြောလိုက်တဲ့အတွက်ကောင်းချင်းဆိုးချင်းတွေလည်းမျိုးစုံရှိလာပါတယ်ကောင်းချင်းဆိုးချင်းဆိုတာဘာလဲဆိုတော့ကောင်းချင်းကတော့ဘာလဲမင်းအခုတယောက်ကိုရေးယူပြလိုက်တဲ့အတွက်ကျန်တဲ့နောက်လူတွေလည်းငါတို့လည်းရေးယူခံနိုင်တယ်ဆိုတော့စိုးရင်ကျန်တဲ့အတန်တွေတိတ်သွားတယ်အတန်တွေတိတ်သွားမယ်နောက်တစ်ခါ whistleblower တွေပျောက်သွားမယ်အတန်တွေတိတ်သွားမယ် whistleblower တွေပျောက်သွားမယ်အတန်တိတ်သွားမယ်နောက်မီဒီယာတွေကလည်းတတိထားစောင့်ကြည့်လာမီဒီယာတွေကလည်းဟာငါတို့လည်းရေးလို့ရပါတော့မလားမသိဘူးတကယ်လို့လာဝကမှာမပေါ်တွေတောက်လို့တဲ့လူအစမပြေလို့သူအစမပြေတဲ့အကြောင်းအရာကြားလို့အဲဒီသက်ဆိုင်ရာလာဝကဝါတွေနဲ့ပတ်သက်လို့ငါတို့ရေးလိုက်လို့ရှင်ငါတို့များရေးလို့မလားမသိဘူးဆိုမီဒီယာတွေလည်းရှောက်သွားမယ်မီဒီယာတွေလည်းပါဇက်နဲ့ပိတ်သွားပါရေးမဲ့အသားမဲ့လူတွေနည်းလန့်သွားတယ်ပေါ့အစိုးရငါတို့ရေးလို့မလားမသိဘူးဆိုကြောက်စိတ်လေးမီဒီယာတွေမှာလည်းဝင်သွားနိုင်တယ်နောက်တစ်ခါဒီတာမန်ပြည်သူတွေကြားမှာကျတော့ဟာသူတို့ကကြီးအောင်ဒီမှာချင်းချောက်နေပြီဆိုပြည်သူတွေကမြင်သွားနိုင်တယ်အဲ့တော့လာဝကဘက်ကကြတော့လေငါတို့မင်းဒီလိုပေါက်လို့ပဲသားပြောနေကြအောင်မှာငါတို့ကပေါက်လို့ပဲသားရေးနေတာတွေမှာငါတို့ကရေးပြီးဘယ်လိုလုပ်မလဲဆိုတာမျိုးသူတို့ဘက်ကလည်းပြန်မြင်တယ်ပြီးတော့တစ်ခါပွဲသားဆိုတော့ခေါင်းစဉ်တတ်ထားတဲ့ပုံကိုယ်တွေကလည်းပွဲသားဆန်ဆန်ပဲဘာလဲဆိုတော့သူတို့ကချိပိုင်းတော့ဟိုမှတ်ပုံတွေမရှိလို့အစမပြေလို့လာတဲ့သူတယောက်စီကနေမှတ်ပုံတွေဟိုဘာလဲမှတ်ပုံတွေမရှိလို့တခုပေါ့မှတ်ပုံလို့ရှိရင်ပြောချင်းပွဲသားဟိုယူလိုက်တယ်ပတ်စံယူပြီးတော့လာငါလုပ်ပြီးမယ်ဆိုအဲ့မှာလာဝကတွေကတချို့အချင်းပြဝန်ထမ်းတွေပေါင်းမှတ်ပုံတွေလုပ်တယ်ဒါမျိုးတွေကတော့ရှိခဲ့တယ်ပေါ့ဗျာရှိခဲ့တယ်အဲ့ခါကျတော့ပွဲသားတွေလည်းသူရေးယူတယ်လုပ်တယ်ကျွန်တော်တို့လည်းထုတ်ပြန်ပေးရတာတခုရှိတယ်ကျွန်တော်တို့သတင်းဌာနမှာတစ်ခါရေးဦးတယ်ပွဲသားတွေကိုရေးယူတာဒီလာဝကဟိုမှတ်ပုံတွေကိစ္စတွေနဲ့တကောင်စင်းအိမ်အောင်စင်းကိစ္စတွေနဲ့လိန်လေလုပ်လို့ရေးယူတာတွေလည်းဟိုကျွန်တော်တို့သတင်းထုတ်ပြန်ပေးရရှိလူလေးများတယ်ရာခဏဒီပါရှိပြီလို့ရှိပါပြီလို့ဆိုရင်ဆိုတော့ရေးတော့ယူနေပါတယ်ရေးယူစားရှိတယ်ရေးယူနေဒါပေမဲ့ပြဿနာကလည်းဒီကိစ္စကြီးကတနိုင်ငံလုံးဖြစ်နေတဲ့ကိစ္စတနိုင်ငံလုံးမှာရှိတဲ့မြို့နယ်အသီးသီးမှာဒီမှတ်ပုံတွေလိုအပ်လို့လုပ်နေကြတဲ့လူတွေရဲ့ပြဿနာပေါင်း3000ရှိတယ်ပြီးတော့မှတ်ပုံတွေနံပါတ်လေးတွေနည်းနည်းလေးတစ်လုံးတက်လွဲတာနာမည်လေးတွေတစ်လုံးလောက်ကတ်လွဲသွားတာစလုံးမောင်းတပ်ပုံလေးတွေလွဲသွားတာအဲ့ဒါတွေကိုပြန်ပြင်းတဲ့ဇလန်တွေကလည်းဒီလာဝကမှာအများကြီးတပုံကြီးရှိနေတယ်ဆိုတော့အများကြီးပဲဆိုတော့လာဝကမှာပြဿနာပေါင်း3000ပဲဒါပေမဲ့ဒီနေရာမှာလာဝကဝန်ထမ်းတွေလည်းသူ့ရဲ့ဂုဏ်သိက္ခာထိခိုက်မှာဆိုလို့သူတို့ပြောသလိုအစိုးရဌာနဆိုင်ရာတွေလာဝကကိုပြည်သူလူထုရဲ့မယုံကြည်မှုကလည်းမယုံကြည်မှုသို့မဟုတ်ပြည်သူလူထုရဲ့တန်တရားသို့မဟုတ်ပြည်သူလူထုရဲ့ဒီအဆိုးမြင်မှုကလည်းတည်ရှိနေတဲ့အတွက်ဒီပေါင်းဆက်ပြီးတော့ပဲတစ်ဖက်နဲ့တစ်ဖက်ညီနေပေါင်းဆက်ပြီးလုပ်ကြတာပို့ပြီးတော့ကောင်းမယ်လို့ယူဆတယ်ပြီးတော့လာဝကတွေပေါ့နော်လာဝကတွေရဲ့ဆောင်ဖို့ရှိတယ်ဗာလဲမြေမျိုး၍လူမျိုးမပြုတ်လူမျိုးမှလူမျိုးပြုတ်ကိုဆိုလာပါလားကျွန်တော်စကုံတော်မိနေပြီနော်အဲ့တော့လူမျိုးမခံအောင်တော့လာဝကတာဝန်ရှိသူတွေကနိုင်ငံသစ္စာရှိဖို့လိုတယ်ချစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့အခုလက်ရှိလာဝကဝန်နိုင်ငံကိုချစ်သလားသစ္စာရှိသလားဆိုတဲ့မိကုန်းကတော့ခုနသူတို့လောက်ရတင်နေပဲတည်ပြရမှာကျွန်တော်လောက်ရတယ်ဆိုတာချားမဟုတ်ပါဘူးဥပမာဆိုကြပါစို့ပင်နေပေါ့ဥမာရခိုင်ပြည်နယ်မြောက်ပိုင်းကဘင်္ဂလီတွေကိုမှတ်ပုံတင်ထုတ်ပေးတာတကောင်အိမ်တော်စုစင်ထုတ်ပေးတာမျိုးကရှင်းပြရင်တော့သတိကြီးထားရမယ်ဆိုတော့ဒါသူတို့သိလိမ့်မယ်ယူဆတယ်နောက်တစ်ခါရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်နေနော်
ပလောင်နေကိုကပလောင်မဟုတ်ပြကိုကန်နေဝါမိုင်းလားအဲ့ဒီအုပ်စုတွေပေါ့နော်ဒီလူတွေနဲ့ပတ်သက်ပြီးမှတ်ပုံတွေထုတ်ပေးတာတရုတ်တွေပေါ့ဗျာဟိုရှမ်းမြောက်ပိုင်းကနေတရုတ်တွေကွကြကွကြကကြနဲ့ပြောလာတဲ့တရုတ်တွေပေါ့ဒီတရုတ်တွေကိုမှတ်ပုံတွေထုတ်ပေးတဲ့ကိစ္စသူပြပြကျွန်တော်တို့မြန်မာတွေအလွယ်ခေါ်တရုတ်ကလားပေါ့တရုတ်ကလားကိုမှတ်ပုံတွေထုတ်ပေးတဲ့ကိစ္စအိမ်တော်စုစီရင်ထုတ်ပေးတဲ့ကိစ္စတွေကလည်းလောက်ဝကတွေအနေနဲ့ပို့ရင်ပြောရတော့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်တိုင်းပြည်ချစ်စိတ်ရှိဖို့လိုတယ်အဲ့ဒါသတိထားဖို့လိုတယ်ပေါ့ဗျာဒါကိုလုပ်ပေးတယ်မလုပ်ပေးဘူးမပြောဘူးအကယ်၍များနော်တရုတ်နိုင်ငံသားတယောက်ကိုကျွန်တော်တို့မြန်မာကနေပြီးတော့မှတ်ပုံတွေထုတ်ပေးလိုက်မိရင်သူ့ကို passport ထုတ်ပေးလိုက်မိရင်အဲ့ဒီလူကသူများနိုင်ငံတော်ပြဿနာရှာရင်နာမည်ပြည့်ရင်ကျွန်တော်တို့နိုင်ငံမြန်မာပြစ်မယ်ပြီးရင်အဲ့ဒီလူကပဲပြဿနာရှာတဲ့ကြောင့်ပြဿနာပေါ်တော့ကျွန်တော်တက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာလည်းကျွန်တော်တို့နိုင်ငံရဲ့ဒီလာဝကအပေါ်မှာမယုံကြည်မှုတွေဖြစ်သွားတယ်ဒါကြောင့်မလို့ဒီလိုနဲ့လူတွေအကုန်လုံးတယောက်ပြီးတော့မှတ်ပုံတွေရသွားပြီးတော့သူတို့ကနိုင်ငံသားတွေဖြစ်လာနိုင်ငံသားဖြစ်ခွင့်မရှိတဲ့နိုင်ငံဖြစ်မရှိသူတွေနိုင်ငံသားတွေဖြစ်လာပြီးတော့တိုင်းရင်းသားအခွင့်အရေးတွေပါတောင်းလာတခြားမလိုအပ်တဲ့တွေရှောက်လုပ်လာရင်ဒါတွေကဘာဆက်ဖြစ်မလဲမေးတိုင်းပြည်ကခုနကသူတို့ပြောတဲ့လူမျိုးမှလူမျိုးပြုတ်ပဲဆိုတာဖြစ်ကုန်မယ်ဒါကြောင့်ဒါကိုတော့လာဝကအရာရှိတွေစင်ကဲတော့တာဝန်ရှိသူတွေနေနဲ့ဒါကိုတော့နည်းနည်းလေးကိုယ်အတိုင်းပြည်ချစ်စိတ်လေးနဲ့ခုခံစိတ်လေးငွေကြီးရဲ့တန်ကိုခုခံနိုင်တဲ့အစွမ်းလေးရှိဖို့လိုပါတယ်ဘာလို့ဟိုလူတွေကမှတ်ပုံနေရရင်ပြီးရောချမယ်ပတ်စံဘယ်လောက်ပေးမယ်ဆိုတော့မျိုးလှုပ်လာရင်အဲ့ဒဏ်ကိုခံနိုင်ဖို့လိုပါတယ်နော်သူအဲ့ဒါတွေအရေးကြီးပါတယ်ဘာလို့ဟိုကောင်တွေပတ်စံပေးမှာပုံပေးမှာဒါရှေ့မှာလည်းဖြစ်ခဲ့ဘူးလားဟိုးအရင်တော့ကျွန်တော်ထင်တယ်ကျွန်တော်မမွေးခင်တော့ပေါ့ဗျာအခုလိုပြောပါခုပြောရလဲကြာခုလိုထင်တယ်ကျွန်တော်မမွေးခင်တော့ပေါ့မမွေးခင်တော့မင်းကဘယ်လိုသိလဲမင်းဘလို့မှမသိပါဘူးကျွန်တော်လည်းမထူးတော့တယ်မမီတော့တဲ့ခက်ကိုပဲလှမ်းပြောတာကောင်းပါတယ်လို့မိတဲ့ခက်ကိုပြောနေရှုပ်ကုန်ပါဆိုလို့ထားပါတော့ဆိုတော့အဲ့လိုမျိုးတွေပတ်စံပုံပေးတဲ့ဇာတ်လမ်းတွေကရှမ်းမြောက်မှာလည်းဖြစ်ခဲ့ဘူးတယ်လို့ကျွန်တော်တို့ကြားတယ်ပေါ့နော်ဖြစ်ခဲ့ဘူးတယ်နောက်တစ်ခါဒီဟိုဘက်အနောက်ဘက်မှာလည်းဖြစ်ခဲ့ဘူးတယ်ပေါ့နော်နောက်ဘက်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာလည်းဖြစ်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒါတွေကသတိကြီးထားရမယ်ဗျဒါမျိုးချစ်စိတ်နဲ့စဉ်းစားတိုင်းပြည်ချစ်စိတ်နဲ့စဉ်းစားမှာပေါ့နော်အဲ့တော့ဒီတကောင်စင်းလေးတစ်ခုရတာနေပြီတဖြည်းဖြည်းနဲ့ဝင်လာလိုက်တာခင်ဗျာသူ့တကောင်စင်းကိုတယောက်ပြီးတော့ဆွဲသွင်းနေနောက်ဆုံးသူတို့အကုန်လုံးကတခါတည်းဒီမှာရန်ကုန်လိုနေရာမျိုးတွေမှာအခြေချလာတာနော်စသဖြင့်ပေါ့ရက်ကွက်လိုက်တခါတည်းတဖြည်းဖြည်းနေချက်လာတာတဖြည်းဖြည်းနဲ့အင်အားကြီးလောက်လှုပ်လာတာသူတို့အုပ်စုတွေအဲ့ဒါနဲ့အင်အားကြီးလောက်လှုပ်ပြီးနောက်ဆုံးမှပါလဲဆိုတော့လွတ်တော်အမှတ်ပါရအောင်လှုပ်လာတာစသဖြင့်နောက်ဆုံးနိုင်ငံရေးယာရုတွေပါတောင်းလာတာစသဖြင့်ဒါတွေကအကြီးကျယ်ဖြစ်လို့အင်္ဂလန်မှာတော့အကြီးကျယ်ခံခဲ့ရပြီအင်္ဂလန်လိုနိုင်ငံတော်အကြီးကျယ်ခံနေရတာပဲဗျကျွန်တော်မြန်မာနိုင်ငံတော့ကသတိကြီးထားဖို့လို့ဒါကြောင့်သူတို့ရဲ့စကားပုံအတိုင်းပဲသူတို့ကသူတို့နိုင်ငံသစ္စာကိုစောင့်တည်ကြဖို့เนาะတိုင်းပြည်ချစ်စိတ်လေးနဲ့သစ္စာစောင့်တည်ပေးကြဖို့ပဲလောက်ကအရာရှိတာဝန်ရှိသူတွေကိုတိုင်တွန်းခြင်းနဲ့ဒီထုတ်ပြန်ချက်ကလည်းပြည်သူလူထုကိုဘာဖြစ်ဆိုမင်းတို့ထင်အောင်ထင်မှရှောက်မရင်းနဲ့မင်းပိုင်နေခိုင်နေတင်တိုင်တရားဝင်တိုင်သားမင်းအဂရိကော်မရှင်တိုင်ငါတို့တိုင်ရေးယူမယ်ပြီးတော့ငါတို့လည်းတိုင်လို့ရတိုင်ဒါပေမဲ့မင်းတို့ဒီလို Facebook ပေါ်တက်ပြီးပောက်ကြရရှောက်ပြီးတော့ငါတို့သိခါကြအောင်မရေးနဲ့ပေါ့တိုင်ပေါ့အဲ့ဒါမျိုးပြောချင်တဲ့သဘောပေါ့เนาะဆိုတော့သူတို့ဘက်ကလည်းဒီလိုဖွင့်ပေးလိုက်ဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့လည်းကိုခံစားတဲ့ဟာကိုကြုံတဲ့ဟာကိုထောက်ထားတဲ့ချက်လက်တွေနဲ့ဟိုစာတခြားရေးပြီးတော့ဘယ်မြို့နယ်ကလာဝကအရာရှိဟာဘယ်လိုမျိုးအဂရိမှုကိုဘယ်လိုကျူးလွန်နေသူကနိုင်ငံသားထောက်ထားပြည့်စုံပါလေသူ့နိုင်ငံသားမပေးဘူးဘာတွေအဂရိမှုလုပ်တယ်မတရားလုပ်တယ်ဆိုအဲ့ဒါထောက်ထားကိုရေးပြီးတာနဲ့သက်ဆိုင်ရာစင်ကဲတော့အဂရိမြို့နယ်အဂရိကိုသွားတိုင်မြို့နယ်အဂရိနေပြီးတော့ပြည်အောင်စုအဆင့်တွေဖြည်းရောက်လာအဲ့ဒါမျိုးပေါ့တိုင်လို့ရတိုင်ပေါ့ဗျာသူပုံဝင်လင်းချခိုင်းတာပေါ့ဒါမျိုးတော့တွေ့ရတယ်ဆိုတော့အဂရိကိုတိုင်လို့အဂရိကအရေးပြီးမီဒီယာတွေကိုပြောထပ်ပြီးတော့အဲ့ကြမီဒီယာတွေကိုမိတ်တူဆောင်ပို့လိုက်ဒါပဲရှိတယ်ဆိုအဂရိကိုတိုင်အဂရိတိုင်လို့အဂရိမီဒီယာတွေတူပို့မီဒီယာတွေအဲ့ဒါကိုကြည့်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနကိုမေးဒါမျိုးတွေပြန်ပြီးအဲ့ဒါမျိုးပဲလောက်ရတော့မယ်ထင်တယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့မြင်တယ်အဲ့တော့လာဝကကလည်းဒီလိုလုပ်နေပြုပြင်ပြောင်းလဲလာတာပြုပြင်ပြောင်းလဲပြီးတော့တကယ်ကိုဒါလူထုပေါ်မှာလူထုကိုမင်းတို့ငါတို့မဟုတ်တာမလုပ်ဘူးမင်းတို့လည်းငါတို့မဟုတ်တာမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးပြောလာတဲ့ပုံစံမျိုးတွေ့ရတာကြီးချင်းအဖြစ်တော့ကောင်းသောပြောင်းလဲဘက်ကိုရွှေ့သွားမယ်လို့မျှော်လင့်ပါတယ်တစ်ချိန်တည်းမှာပဲတခါရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့လည်းပြောရမှာပေါ့နော်ဒီဘက်ရဲတပ်ဖွဲ့ရဲ့ဒီလှုပ်ရှားမှုလေးတွေကလူထုကြားမှာ social media မှာပြောစမှတ်ပြုစရာလေးဖြစ်လာတယ်ဥပမာညောင်ခါရှည်လိုနေမျိုးမှာဘကူကဂိတ်တွေမှာရဲတပ်ဖွဲ့ဝင်တွေကလာသမျှကားတွေအကုန်လုံးအလေးပြုပြီးတော့မှသူကကားလေးကိုရှာဖွေပြုပါပြောတယ်ရင်ကြီးလေးပေါ့ဗျာပြောတယ်အဲ့ဗီဒီယိုကလစ်လေးတွေကအများကြီးထွက်လာတဲ့ခါကျတော့အဲ့ဗီဒီယိုကလစ်တွေထွက်လာတဲ့အချိန်မှာအဲ့ဗီဒီယိုကလစ်လည်းရဲရိုက်တင်တာမဟုတ်ဘူးခီးသွားတဲ့ပြည်သူတွေကပဲသူကသူတွေ့လို့ဗီဒီယိုလေးကလစ်ရိုက်ပြီးတော့တင်လိုက်တာအဲ့တော့ရိုက်တင်လိုက်တဲ့ခါမှာအဲ့ဗီဒီယိုကလစ်တွေကပြန့်နှံ့လာပြီးတော့လူတွေကြားမှာပြောစရာလေးတွေပြောစမှတ်တွေဖြစ်လာတယ်ဒါပြည်ပြင်းမီဒီယာတွေကြတော့ဘယ်လိုရေးလဲဆိုတော့ပြည်ပြင်းမီဒီယာတွေဘယ်လိုရေးလဲဆိုတော့အစိုးရဝန်ကြီးတွေရှောက်တခင်ကိုယ်စင်စစ်မှာကိုတိလို့ကြောက်ပြီးတော့အဲ့လိုအစ်စ်ခံရမှာဆိုလို့အကုန်လုံးကိုလိုက်ပြီးအလေးပြုနေပါတယ်ဆိုပြီးရှောက်ရေးတယ်တကယ်တော့ကျွန်တော်အမြင်ကတော့ကြည့်ရတာနိုင်ငံတော်တာဝန်ရှိသူတွေကဒီပြည်ထောင်ဝန်ကြီးအပါဝင်နိုင်ငံတော်တာဝန်ရှိသူတွေကကြည့်ရတာတိတိကျကျညွှန်ကြားပြီးတော့မှားကြားထားဖို့ရတယ်မင်းတို့ပြည်သူလူထုကိုရင်းကြီးဆက်ဆံလေးစားဆက်ဆံဟိုစစ်ဆေးဒါပေမဲ့ရင်းကြီးပြောဆိုပြီးတော့စစ်ဆေးနော်ပြည်သူလူထုအလေးပြုလက်အုပ်ချီဥခိုက်ဘာဖြစ်လဲကွာလှုပ်ပေါ်ဆိုတာမျိုးလူကြီးတွေကများညွှန်ကြားထားလေတာနှုတ်မိတ်နဲ့ညွှန်ကြားထားလေတာတော့မသိဘူးရတဲ့ဖွဲ့ဝင်ဘက်ကဒီလိုလှုပ်လာတယ်အဲ့တော့ဒီလိုမျိုးရတဲ့ဖွဲ့ဝင်ကပြည်သူလူထုအလေးပြုတယ်ပြီးရင်တေချာလေးရင်းကြီးလေးမေးမြန်းပြီးတော့သူတို့မေးရရှိအလုပ်ကိုသူတို့တာဝန်ဆက်ထမ်းဆောင်တယ်အဲ့ဒါကောင်းတဲ့လက္ခဏာပဲလေဗျာ
ဒါကောင်းတဲ့လက္ခဏာပဲကောင်းတဲ့လက္ခဏာကိုဆက်လက်တည်ဆောင်ခွင့်ပေးရမှာပေါ့အဲ့ဒါကိုဒါကြီးကဒါကြီးကိုများရဲတွေကိုသွားပြီးခနဲ့သူတို့ရွက်သူတို့သွားပြောနေရင်သူတို့လုံနေတဲ့ရဲတွေကရင်ထဲတော့ပဲကောင်းမလဲကိုခနဲ့တွေအဲ့တော့ရဲတပ်ဖွဲ့ဝင်ဘက်ကသူတို့မျိုးပြည်သူလူထုကိုရင်ပို့ပြီးတော့သူတို့ဘက်ကပျော့ပြောင်းမှုတွေပြသလာရင်သူတို့ဘက်ကပျော့ပြောင်းပြသလာရင်ကျွန်တော်တို့ပြည်သူတို့အဲ့ဒါကို welcome လုပ်ရမယ်လက်ခုပ်တီးကြိုဆိုရမယ်အဲ့တော့ကျွန်တော်တော့ရင်ထဲရဲတပ်ဖွဲ့ဝင်တွေအကုန်လုံးကိုဒီနေရာနေအားလုံးကိုတိုက်တွန်းပါတယ်အခုအဲ့ဒီထွက်လာတဲ့ဗီဒီယိုကလစ်တွေအကုန်လုံးကြည့်ရတာကျွန်တော်တို့စိတ်ချမ်းသာပါတယ်စိတ်ချမ်းသာတဲ့အတွက်ဒီလိုရမျိုးတွေကဆက်လက်လှုပ်ဆောင်ပါနံပါတ်1ကအလေးပြုသွားတာမလိုပါဘူးရင်းကြီးကြီးနဲ့ဆရာတို့မင်္ဂလာတော့ဒီလိုလုံးရပါတယ်ဟိုဆိုတော့လက်အုပ်မချီလဲဗျာနောက်ထားပါဦးလက်အုပ်မချီတော့โอเคမင်္ဂလာပါခင်ဗျာဆိုပြီးတော့အေးစစ်စစ်လေးပဲပြောရှင်မျက်နှာလေးမင်္ဂလာပါခင်ဗျာကျွန်တော်ဘယ်ကနေဘယ်ကိုသွားမှလဲခင်ဗျာဘာညာစသဖြင့်ပေါ့ပြီးရင်ကျွန်တော်ကားလေးစစ်ပြစစ်ကြည့်ပြစီနော်ဘာညာပြောအဲ့လောက်ရင်ကြီးကြီးလေးတခြားလေးပြောလာပြီးတော့လူလူနဲ့အဲ့လိုတသားလေးဖြစ်လာရင်လူလူကလည်းရဲတွေကိုပြန်ချစ်လာလိမ့်မယ်အခုလဲဒါဒီဗီဒီယိုကလစ်လေးလူတွေကကြည့်ပြီးတော့ဟာဒီလိုလိုတာကောင်းမှာပေါ့ဒါလည်းကြည့်ရတာကွာခဏလားမသိပါဘူးမျိုးစုံတွေပြောနေကြတော့ဗျာအတန်မျိုးစုံဒါပေမဲ့ကျွန်တော်ကတော့ဒါအကောင်းသောပြောင်းလဲခြင်းဘက်ကိုစပြီးဆင့်ကဲပြောင်းလဲတာဖြစ်တဲ့ကျွန်တော်ကြိုးဆိုရမယ်လို့ကျွန်တော်ပြောချင်တာဒီလိုကြိုးဆိုပြီးတော့ရတက်ဖို့နေလို့ရကိုလက်ခုပ်တီးပေးရမယ်လက်ခုပ်တီးခြင်းအပြင်ရတက်ဖို့နေလည်းပို့ပြီးတော့နောက်မှလူလူနဲ့ပို့ပြီးတော့ပျော်ရွှင်ရီမောပျော်ရွှင်စိတ်ချမ်းသာစွာနဲ့ပူပေါင်းဆောင်မှုတွေအတူပို့လုပ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တောင်းတာဒါလေးကိုကျွန်တော်ကြိုးကြိုက်လို့ဒါရတက်ဖို့ကိစ္စကိုထည့်ပြောတာအဲ့တော့ကိုယ့်ရဲ့လုံနေတဲ့လုံဆောင်ချက်ဟာပြည်သူလူထုပေါ်မှာအကောင်းဘက်ကိုရွှေ့နေပြီဆိုရင်ဆက်လုပ်ပါဒါဆက်ကိုလောမယ်လို့ကျွန်တော်တိုက်တွန်းပြရစီเนาะကဲအဲ့တော့ဟိုဒါကုကြီးကွာကြီးလာဝကတွေကိစ္စပြောလို့တရုတ်ကိစ္စလဲလာရှိုးကကိုကန်တရုတ်တွေကိစ္စလဲပြောရမယ်လာရှိုးကကိုကန်တရုတ်တွေကိစ္စဆိုတာအချမ်းမဟုတ်ပါဘူးခင်ဗျားတို့အားလုံးလဲဒီသိကြရလိမ့်မယ်လို့ယူဆတယ်ဒီလာရှိုးမှာလာရှိုးဘက်မှာဖြစ်တာပေါ့နော်လာရှိုးဘက်မှာမိန်းကလေးတွေအဖွဲလိုက်ပေါ့ဖွဲလိုက်မိန်းကလေးတွေအဖွဲလိုက်ဟိုအုပ်စုဖွဲ့ပြီးတော့ကလေးမလေးတယောက်ကိုအနိုင်ကျင့်တဲ့ဇလန်လေးတစ်ခုဒါလေးကဗီဒီယိုကလစ်တစ်ခုကဒါလည်းထွက်လာတယ်ထွက်လာကျွန်တော်တို့လည်းဟိုမေးကြည့်တယ်စုံစမ်းကြည့်တယ်လာရှိုးရဲ့အခြေအနေကတော်တော်ဆိုးတယ်လာရှိုးမှာနေမြင့်ချင်းတော်တော်ဆိုးတယ်ပြောရရင်တော့ဟိုလုံချိုးတက်ဖို့နေလည်းတချို့ຢာတွေကမထိနိုင်သေးဘူးချူရတယ်အဲ့တော့လာရှိုးမှာတရုတ်ကျောင်းသူတစုကနောက်ထပ်ကျောင်းသူတယောက်ကိုဝိုင်းပြီးအုပ်စုဖွဲ့အနိုင်ကျင့်နှိမ့်ဆက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဒါဖြစ်သွားတယ်ပေါ့ဖြစ်သွားတော့အဲ့ဗီဒီယိုဖိုင်ကမနေ့18ရက်နေ့ကစအေးပေါ့18ရက်နေ့က18ရက်နေ့ကစတက်လာတယ်ပေါ့နော်18ရက်နေ့ကစတက်လာတဲ့ခါကျတော့ကျွန်တော်ကြည့်လိုက်ပြီးတော့ဒီဗီဒီယိုကလစ်ကိုကြည့်ပြီးတော့တော်တော်ဆိုးတယ်ပေါ့ဗျာတရုတ်လူတွေပြောနေကြတော့ကိုကန်တရုတ်ဘာစကားရင်းနဲ့ပြောတော့ကျွန်တော်နားမလည်ပါဘူးဘာမှမသိဘူးသို့တော့ဒါကိုကြည့်ချင်းအပြင်တရုတ်လာရှိုးမြို့ကတရုတ်ကျောင်းဟိုကောင်းမင်တရုတ်ကျောင်းနဲ့ရှန်ကွမ်ဆိုလာပဲတရုတ်ကျောင်းအဲ့ကျောင်းနှစ်ကျောင်းအပါဝင်စာသင်ကျောင်းတွေအများကြီးရှိပါတယ်တဲ့နော်ဒီမှာအဲ့ကျောင်းနှစ်ကျောင်းမှာကွမ်မင်ဆိုတဲ့အမှတ်9ကွမ်မင်ဆိုတဲ့ကျောင်းကော့မင်ဆိုလားကွမ်မင်လားကော့မင်ဆိုတဲ့ကျောင်းအဲ့ကျောင်းမှာဖြစ်တာတဲ့အဲ့ကလေးမလေးတယောက်ကသူ့ကျန်တဲ့လူတွေကဝိုင်းပြီးအနိုင်ကျင့်တယ်ထိုးကြည့်တယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကြည့်ရတာသိရတဲ့တော့သမီးစားကိစ္စလို့လည်းပြောတယ်ကလေးတွေကလည်းအခုမှဆယ်ကျော်သက်လေးတွေကြီးဆယ်ကျော်သက်လေးဆိုတော့ကြည့်ရတာဗျာဟိုသမီးသားပေါ့ငါကြက်တဲ့ကောင်လေးကိုနေကလူအောင်ကောင်းလားနေကြတဲ့ကောင်လေးငါလူအောင်အဲ့လိုထပြီးတော့ချကြတဲ့သဘောလို့ပြောကြတယ်တရုတ်လူတွေပြောကြတာတလုံးမှနားမလဲတော့ကိုလည်းဘာပြောမှတော့မသိဘူးသို့တော့တေချာကတော့အဲ့လိုဖြစ်သွားတဲ့အတွက်ကိုကန့်စာပေရင်ချင်းမှုနဲ့ပညာရေးအဖွဲ့ကနေပြီးတော့မနေ့က18ရက်နေ့မှာအရေးပေါ်စာထုတ်ပြီးတော့ကြီးညာရတယ်ကြီးညာပြီးတော့ဒီကိစ္စကိုစစ်ဆေးတဲ့အခါကျကောမင်ကျောင်းသူတွေပါဝင်နေကောမင်ကျောင်းသားကျောင်းသူတွေပါဝင်ပြီးတော့ရိုက်တဲ့သူနဲ့ထိခိုက်တဲ့ရရှိသူတွေကတော့ဒီရှန်ကွမ်ကကျောင်းသားတွေလည်းဖြစ်တယ်အဲ့တော့ကျောင်းသားတွေစုဖွဲ့ပြီးအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ကြတာမိန်းကလေးဖြစ်နေအဲ့တော့အဲ့ဒါကြီးဖြစ်နေတဲ့အတွက်ဒါတွေကိုအေးအေးယူမယ်ပြီးတော့တယောက်တဲ့ဟိုအေးအေးတင်းကျပ်တဲ့ဂိုက်တုံးမှုတွေလုပ်ပါမယ်ဆိုပြီးတော့ဒါကိုကတ်ပညာရေးနဲ့စာပေယဉ်ကျေးမှုအဖွဲ့ကနေပြီးတော့သူတို့စာထုတ်ပြီးကျင်းညာတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ကြရဖြစ်တော့ဟိုလာရှိုးမှာလည်းခုနဒီတရုတ်လေးတွေပေါ့ကိုကတ်တရုတ်လေးတွေတော်တော်ကြီးစိုးလာတာတွေ့ရတယ်ကြီးစိုးပြီးတော့သူတို့ကဘာဖြစ်လဲဆိုတော့ဒီ social media platform တွေသုံးတာများပြီးတော့လူတွေကတယောက်နဲ့တယောက်လေးစားရမှုတွေမရှိတော့ကျွန်တော်တို့ចောင်းသားဘဝမှာတော့ចောင်းသားတွေဒီလိုဖြစ်တတ်လေးရှိပါတယ်ဒါပေမဲ့လည်းဒါတွေဟာဟိုတဖြည်းဖြည်းနဲ့ social media ကိုပြတ်လာရင်ကျန်တဲ့တခြားသောလူတွေကိုပါရိုက်ခတ်သွားရင်တခြားလူတွေပါတခြားဒေသကြီးမှာရှိတဲ့လူတွေကိုပါလူငယ်လေးတွေကိုပါစိတ်တပန်းဆိုင်ရာပြက်ပြားမှုဖြစ်သွားစေနိုင်ပါတယ်ဒါကြောင့်ဘာပြောဒီလိုဖြစ်ရမျိုးတွေတော့သတိကြီးထားကြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းပါတယ်เนาะဒါလေးကတော့ဒီဟာလေးပြောတာပေါ့တရုတ်ကိစ္စပါအဲ့တော့ကျွန်တော်ဒီနေ့နောက်ဆုံးပိတ်ကချင်းကိစ္စလေးပြောမှာเนาะအိန္ဒိယကချင်းလက်နက်ကင်ချင်းဘာခေါ်လဲမွေးရာစာခေါင်းဆောင်တယောက်ကိုအိန္ဒိယဖမ်းဆီးရမိတယ်ကြောင်းကြေညာတယ်ဗျအိန္ဒိယကြေညာတာကျွန်တော်အိန္ဒိယရဲ့သတင်းဌာနတွေ NDTV ပါဝင်အိန္ဒိယရဲ့သတင်းဌာန Hindustan Times စတဲ့သတင်းဌာန5-6ခုကစရိုက်ကြေညာလာတာတွေ့ရတယ်အဲ့ဒါကြေညာလာတာဘာလဲဆိုတော့ချင်းတိုင်းရင်းသားလို့ပဲသူတို့ကသုံးတယ်ပေါ့ချင်းတိုင်းရင်းသားမွေးရာစာပေါ့သူ့တဲ့နော်ဖမ်းဆီးရမိပြီဆိုတဲ့အကြောင်းကို Hindustan Times နဲ့ NDTV အပါဝင်အိန္ဒိယမီဒီယာ5-6ခုလောက်ကမေလ19ရက်နေ့မှာဖော်ပြလာတာတွေ့ရတယ်ဆိုတော့ဒီသူတို့ဖမ်းဆီးရမိတဲ့ပုဂ္ဂိုလ်ကနာမည်ကတော့ Tangsin Town လို့ရေးတယ်တိုးမို့ Chin Town ဒါမှမဟုတ်တလူအန်ကာသူ့နာမည်ဆုံးနေရပဲသူအဲ့လိုမျိုးခေါ်တယ်ပေါ့ဗျာ तू ကဘာဖြစ်လဲဆိုတော့ဒီ
တို့ရဲ့အိန္ဒိယနိုင်ငံထဲမှာမီဇိုရမ်ထဲကအပေါင်းအိန္ဒိယထဲမှာမွေးစေဝါဖြန့်ဖြူးတဲ့လုပ်တယ်လို့ကိုနော်စောစောတော်တော်လေးလုပ်ခဲ့တဲ့အဓိကဖြန့်ဖြူးသူတူဖြစ်တယ်လို့သိရတယ်ပေါ့အဲ့တော့ဒီကောင်ဘာမှဖမ်းမိလဲဆိုတော့ဒေလီမြို့မှာဖမ်းဆီးရမိသွားတယ်သူ့လုံခြုံရေးတပ်ဖွဲ့သူအိန္ဒိယဒီမွေးစေဝါဒုထောက်လိုင်းဖြူရိုကနေပြီးတော့သူ့ကိုစုံစမ်းဖော်ထုတ်နေတာကြာပြီမွေးစေဝါတွေခဏမိတဲ့ခါကျတော့မိတာကြောင့်သူကသူ့ကိုဖမ်းဆီးရမိရေးအတွက်ကိုအသေးအံစူးစမ်းကြတဲ့အခါမှာစုံစမ်းဖော်ထုတ်တဲ့အခါမှာသူ့ကိုတဖြည်းဖြည်းနဲ့ဟိုအိန္ဒိယဒေလီမှာခြေရခံမိသွားတယ်အဲ့တော့မြန်မာသူကဘာလို့ဆိုမီဇိုရမ်မဏိပူရာအာသန်ထရီပူရာအစရှိတဲ့စဉ္ညာလမ်းတစ်လျှောက်မှာမြန်မာဘက်ချမ်းနေစပြီးတော့သူကလှက်ပတ်သွားလာလှုပ်ရှားတယ်မွေးစေဝါတွေဖြတ်တယ်မက်သဖက်တမင်းနဲ့ဘိန်းဖြူအစရှိတဲ့ပစ္စည်းမျိုးနိုင်ငံတကာစိတ်သူကလောက်ဖြတ်တယ်ဒါပေမဲ့သူ့ဘာလို့လဲဆိုတော့အစအသေးချာမသိဘူးလိုင်းနဲ့ဒီကောင်ရဲ့ဂွင်းဆက်တွေရလာပြီးတော့မှနောက်ဆုံးဖမ်းဆီးရမိတာသူ့ရဲ့ကျူးလွန်မှုတွေကများတယ်ဘယ်လောက်များလဲမေးရင်ဒီမွေးမှုအမှုပေါင်း6မှုနဲ့တရားစွဲခံထားရတယ်မွေးမှုအမှုပေါင်း6ခုနဲ့တရားစွဲခံထားရတယ်ဒီဒါ2023မှာဆွဲခံတာ2025မှာတော့2မှုနဲ့ထပ်ဆွဲခံသေးတယ်စုစုပေါင်းအမှုပေါင်း10မှုလောက်နဲ့သူကဆွဲခံထားရတဲ့ပုံကိုတူဖြစ်တယ်သူကပြီးတော့သူ့ကိုဖမ်းဆီးရမိတာကဖမ်းဆီးရမိတဲ့အချိန်မှာလည်းသူနဲ့တူမွေးစွားတွေလည်းရှိသေးတယ်လို့တွေ့ရတယ်ဒေါ်လာ14သန်းမို့လောက်ရှိတယ်မွေးစွားတွေလည်းပါဝင်နေမိနေတယ်တွေ့ရတယ်ပြီးတော့သူနဲ့တူအခြားမောင်ကိုကွန်ရက်တွေလည်းသူချိတ်ဆက်ထားတယ်လေသူတွေ့ရတယ်အဲ့တော့သူဆက်ဖမ်းအောင်ပဲဗျာဒီလူနဲ့ပတ်သက်ဖမ်းအောင်ပဲဆိုတော့အိန္ဒိယဘက်ကသတင်းတွေမှာတော့ကျွန်တော်ထင်တယ်ဒီသတင်းကမပြတ်သေးဘူးဆက်လာအောင်ပဲသဘောရှိတယ်နောက်ဆက်တွဲကွန်ဆက်တွေဒီကောင်ရဲ့ကွန်ဆက်တွေလိုက်အောင်ပဲဘာလို့သူတို့ကတော့မွေးရသားလို့သုံးထားတယ်မွေးရသားဆိုတော့ချင်းတိုင်းသားတယောက်မွေးရသားဖြစ်နေရဆိုတော့ကိစ္စကြီးကလည်းနည်းနည်းထူးခြားတယ်ပေါ့ဆိုတော့ကျွန်တော်သိတာကဒီအေတို့ဘာလို့ကလှုပ်တယ်ထွန်းမြတ်တို့အုပ်စုလှုပ်တယ်လို့ကျွန်တော်သိထားတယ်ရှမ်းမြောက်ကကောင်တွေလှုပ်တယ်လို့သိထားတယ်နောက်တစ်ခါကချင်ကဂွမ်မော်တို့အုပ်စုတွေလှုပ်တယ်လို့သိထားတယ်ဒါပေမဲ့ချင်းတိုင်းသားတယောက်ကဒီလိုမျိုးလှုပ်နေဆိုတာလက်နက်ကင်ခေါင်းဆောင်လည်းမဟုတ်ဘဲနဲ့လှုပ်နေဆိုတဲ့ကိစ္စကနည်းနည်းထူးခြားတယ်ပေါ့နော်ဆိုတော့ဒီအုပ်စုတွေကကြည့်ရတာအချင်းချင်း network တွေရှိထားကြပုံရတယ်မွေးစေဝါ network တွေရှိပုံရတယ်ရှိပြီးတော့မှကြည့်ရတာဒီ network ကြီးနဲ့လက်နက်ကင်အုံကြွမှုတွေကိုပါဆက်ဆက်ပြီးလှုပ်နေကြတဲ့ပုံပေါ်ပါတယ်ဒီ network ကြီးအကုန်လုံးမွေးစေဝါနဲ့လက်နက်တွေပေါင်းစပ်တယ်လို့ယူဆတယ်ဆိုတော့မီဇိုရမ်ရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာဒီမွေးအထူးတပ်ဖွဲ့အိန္ဒိယမွေးအထူးတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေသေးပဲပေါ့ဗျာအသေးစိတ်တော့မပြီးသေးဘူးပေါ့ကွင်းဆက်တွေကြံနေသေးတယ်တရင်တွေကတော့ရေးတော့အများကြီးရေးနေကြအိန္ဒိယမီဒီယာတွေမှာမျိုးစုံလို့ရေးနေကြတယ်ရေးနေကြပေမဲ့မပြောသေးဘူးမပြီးသေးဘူးပေါ့နော်ဆိုတော့မပြီးသေးဘူးတော့ NCB အနေနဲ့ဒီအိန္ဒိယ NCB အနေနဲ့လည်းသူတို့နိုင်ငံထဲမှာကျူးလွန်ထားတဲ့မွေးအမှုပေါင်း30ကျော်တရားစွဲဆိုထားတယ်အဲ့30ကျော်လုံးနဲ့ဒီကောင်နဲ့ဆက်ဆက်နေသလားတော့မွေးမောင်ကိုသမားလဲ54ယောက်တောင်ဖမ်းဆီးရမိထားတာရှိမှာအဲ့တော့အဲ့ဒီလူတွေအကုန်လုံးနဲ့ဒီကောင်နဲ့ဆက်ဆက်နေသလားပေါ့နော်ဒါတွေကစဉ်းစားရဖြစ်လာတယ်ပြီးတော့သူတို့ဖမ်းဆီးရမိထားတဲ့ဟာကလည်းဂရေ665ဂရေလောက်ရှိတဲ့မွေးစေဝါတွေလည်းဖမ်းဆီးရမိထားပြီးဒီအုပ်စုနဲ့ဆက်ဆက်တဲ့ကွန်ရက်တွေလို့ကောက်ချက်ချထားတယ်အဲ့တော့နောက်ဆက်တွဲကတော့ဘလို့ဆက်ဖြစ်မလို့တော့မသိဘူးကျွန်တော်တို့စောင့်ကြည့်အောင်မယ် issue လို့ပဲကျွန်တော်ပြောချင်တယ်ပြီးတော့ဆက်ဆက်ထဲမှာဒီတမူးမြို့နယ်အိန္ဒိယမြန်မာနယ်စပ်နားမှာလည်း PDF 9ယောက်အသက်ခံရတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်အဲ့ဒါကတော့ရှင်းပြောရင်တော့ထူးခြားတာတော့အဲ့ဖြစ်စဉ်ကတော့ဒီကူကီလက်နက်ကင်အဖွဲ့ KNAB ဘက်စိတ်ပါယူနီဖောင်းဝတ်ထားတဲ့အမျိုးသား9ဦးအဲ့ဒီ9ဦးပေါ့ဒါ PDF 9ဦးပေါ့အဲ့9ဦးကိုလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်အဲ့ဒီလက်နက်ကင်အဖွဲ့ကိုတော့ NSCNK လို့ခေါ်တဲ့ M လို့ခေါ်တဲ့ဒီနာဂလက်နက်ကင်အဖွဲ့နော်အဲ့အဖွဲ့ကနေဖမ်းထားတယ်လို့တည်းဖမ်းပြီးတော့နောက်ဆုံးသူတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းပေါ့နော်ဒါလည်းတွေ့ရတယ်ဆိုတော့အိန္ဒိယနယ်စပ်မှာလည်းဒီလက်နက်ကင်ပုံကံမှုတွေလက်နက်ကင်ထားကြွမှုတွေနဲ့မွေးစေဝါဂရက်တွေကကြီးထွားလာနေတာတွေ့ရတယ်အဲ့တော့အိန္ဒိယအနေနဲ့လည်းဒီကိစ္စတွေဖြစ်နေတဲ့နောက်ပိုင်းမှာတော့မြန်မာအစိုးရနဲ့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီလက်နက်ကင်ပြိပခါတွေမွေးစေဝါတွေဒါတွေအကုန်လုံးသူတို့တားဆီးနေနေပူးပေါင်းလုပ်သွားလိမ့်မယ်လို့တော့ကျွန်တော်တို့ကောက်ချက်ချပါတယ်နော်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာဒါတွေကတော့အဲ့ဒါပြောရင်းနဲ့ကျွန်တော်ဒီနေ့လဲတောင်းနဲ့ဆုံးသက်ပြစီအားလုံးပဲကိုင်းစားသိရှိပါတိုင်းပြည်ကိုစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လောဝ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမေးဖို့တော့လို့ပြောရင်းနဲ့ဒီနေ့လဲကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ